ဆာကူရာမျိုးရဲ့မနက်ခင်းကတော့လူတွေအလုတ်တွေရှုပ်အရှုပ်တွေလုံနေကြတာပေါ့အလုတ်ရှုပ်ဆုံးကတော့မျိုးရဲ့အကြီးဆုံးဆာကူရာကုမ္ပဏီပါပဲအဲ့ဒီကုမ္ပဏီမှာဝန်ထမ်းတွေရမ်းများသလိုအလုတ်လည်းရမ်းလှုပ်ရပါတယ်နာတင်လို့ခေါ်တဲ့ကောင်မလေးကသူ့တငယ်ချင်းကရီနာနာကိုရှောက်လာပါတယ်ဟေးကရီနာနာတင်နင်ကတော့ဟာငါ့ကိုလှန့်သွားအောင်လုပ်တော့တာပဲငါနဲ့လိုက်မလားဘယ်ကိုလိုက်ရမှာလဲဟာအနောက်ဘက်မှာကော်ဖီသွားတော့မလို့ငါကွန်ပျူတာရှေ့မှာကြီးပဲထိုင်နေရတာမျက်စိတွေအောင်ပြလာပြီအရင်လည်းပြင်းနေပြီနင်ကလည်းလေပြင်းနေဆိုတာကြီးပဲနင်ကအလုပ်တွေကြီးပဲစွတ်တွေလုံနေရနော်ချမ်းသာလားလည်းမဟုတ်ပဲနဲ့ဟဲ့ရိုင်းလာကြည့်လားခရီနာလည်းတိကျဆန်းစားပြီးမှနာတင်ပြောတာဟုတ်နေတာကိုသိလိုက်ရပါတယ်အေးပါသွားကြတာပေါ့လာအဲ့ဒီနောက်တငယ်ချင်းများကော်ဖီလေးတောက်လိုက်မြို့အလှကိုကြည့်လိုက်နဲ့အနားယူနေကြတာပေါ့အလုပ်ရဲ့ဖိအားတွေကများလွန်းတာမလို့ဒီလိုခဏလောက်အနားယူလိုက်တာကတကယ်ကိုအရသာတစ်ခုပါပဲရုတ်တရက်နာတင်ကငါတကယ်ပြောတာနော်ဦးဟန်ဒရာငါ့ကိုပေးတဲ့အလုပ်တွေကပြီးသွားတယ်လို့ကိုမရှိဘူးအလုပ်တွေပြီးသွားတဲ့ခါကျရင်လည်းမျက်နှာပိုးမတက်ပဲနဲ့ဝေါမိုက်တယ်နော်လို့ပဲပြောတတ်တာလေအမြင်ကက်စရာပဲဟောနင်ကလေဟာအခုကဝန်ထမ်းတွေဘလောက်ကောင်းလဲအကဲဖြတ်နေတဲ့အချိန်ဆိုတော့ဦးဟန်ဒရာတယောက်အဲ့ဒီလိုဖြစ်နေနေမှာပါဒီလားဆိုတော့ယာထူးတိုးဖို့အတွက်ဝန်ထမ်းတွေကိုယာထူးတိုးမြင့်ပေးတာတွေရှိလာမှာပေါ့ဟာဟုတ်တယ်လေငါသိတာပဲနင်အခုမှသိရလားအေးလေမကောင်းလားယာထူးတိုးတော့ငါတော့သိပြီးစိတ်ဝင်စားပါအောင်ဟာဟမ်ဘာဖြစ်လို့လဲဟာယာထူးတိုးပေးတယ်ဆိုရင်တော့နင်ကအလုပ်သမားပဲဆိုရင်အလုပ်ကြိုးစားရအောင်ပါပဲလေချမ်းသာသွားမှာ boss ပဲဒါပေမဲ့လူတိုင်းမှာကိုယ်ပိုင်အမြင်တွေရှိကြတာပဲလေအခုနငါပြောလိုက်တာကိုနင်သဘောတူချင်မှတူမှာပေါ့အဲ့ဒါကြောင့်အရင်ကြီးလဲကောင်းနဲ့ထည့်ပြီးမတွေးပါနဲ့ဟာနင့်အနေနဲ့တော့ဒီတိုင်းပဲရှေ့ဆက်သွားလိုက်ပါငါတော့ရတဲ့အလုပ်လေးစူးစမ်းမှထမင်းစားလို့ရမှာဟာလောလောဆယ်တော့ပတ်စံစုရမယ်လေနင်ပြောတာလဲဟုတ်တာပဲအော်ဒါနဲ့ကရီနာနင်ဟာတိုက်ခန်းမနေရမလားဟုတ်တယ်လေဘာဖြစ်လို့လဲအခန်းလို့တစ်ခန်းလောက်ကြံသေးလားငါပြောင်းနေချင်လို့ဟာမနေ့ကတော့လူအစ်စ်ပြောင်းလာတာလေတခြားလူနေသွားပြီထင်တယ်အေးပါရပါတယ်ဒါပေမဲ့နောက်ထပ်အခန်းလို့ရှိတယ်ဆိုငါ့ကိုပြောနော်အေးပါစိတ်ချပါငါနဲ့ပြောပါမယ်မနေ့ပြန်ကြရင်အစ်စ်ဖွင့်ထားတဲ့ကုန်းတိုက်မှာငါနဲ့တူတူဈေးဝယ်လိုက်ပေးပါလားဒီလိုနဲ့အချိန်နေကုန်သွားပြီးမနက်ကနေညနေဘက်အထိကိုရောက်လာခဲ့ပါတယ်ညနေဘက်မှာတော့အလုပ်သမားတော်တော်များများအိမ်ပြန်ကုန်ပါပြီဒါပေမဲ့ကရီနာကတော့အိမ်မပြန်သေးပဲလှုပ်လက်စားအလုပ်တွေဆက်လုပ်နေခဲ့ပါတယ်နာတင်ရောက်လာပြီကရီနာနင်မပြီးသေးဘူးလားဟာမပြီးသေးပါဘူးဟာဒီနေ့စာရွက်စာတမ်းအသစ်တွေတော်တော်များများရောက်လာလို့စုပုံနေရပဲလေအော်အဲ့လိုလားစူးစားပါဟာနောက်ဆိုရင်နင်တေချာပေါ့ရာထူးတိုးမှာပါငါရှုံနေအေးပါနှောက်ရှက်မိလို့ sorry နော်ငါရင်ပြန်နေတော့မယ်โอเคကရီနာကတော့အိမ်မပြန်သေးပဲအလုပ်တွေဆက်လုပ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ boss ကရောက်လာပါတယ်ဝေါကရီနာတယောက်အလုပ်ကြိုးစားလိုက်တာပြန်တော့မပြန်သေးဘူးအော်ဦးလေးဟုတ်တယ်အလုပ်မပြီးသေးတာတွေနည်းနည်းကြံသေးလို့ပါအော်အေးဦးလေးကတတိပေးချင်လို့ပါရုံးမှာတချို့လူတွေလေညဘက်ဆိုရင်တရေနဲ့တွေ့ရတတ်တယ်လို့ဒီဥဆိုင်အောင်နော်ဟဲဟုတ်လို့လားဦးလေးရဲ့မဖြစ်နိုင်ပါဘူးဟာတကယ်ပြောတာပါဒီရုံးကတရေ6တယ်ကွဟုတ်ကဲ့ပါဦးလေးအခုလိုတတိပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အေးဦးလေးရင်သွားနေမယ်နော်ဟုတ်ကဲ့ဦးလေးဒီနောက်ကရီနာလည်းဦးလေးကငါ့ကိုခြောက်သွားတာသိချတယ်တရေဆိုတာတကယ်မှမရှိတာအလုံးမြင်မြန်ပြီးအောင်ဆက်ပြီးတော့အာယုံဆိုင်လောက်တာမှပိုကောင်းမယ်ကရီနာတော့ဘာမှကိူးမဆိုင်ပဲအလုပ်တွေဆက်လုပ်နေခဲ့ပြန်ပါတယ်ဒီလိုနဲ့အလုပ်တွေလုပ်ရင်နိုင်တွေကြာလာပြီးညဖက်ကိုတောင်ရောက်လာခဲ့ပါတယ်ဝေါနောက်ဆုံးတော့လည်းအလုပ်တွေပြီးသွားပြီပဲခန္ဓာကိုယ်တစ်ခုလုံးလည်းကြိုက်ခဲနေရပဲဟာအလုပ်ကအပြန်စပါးကိုအရင်ဝင်သွားလိုက်ရင်ကောင်းမှထင်တယ်ဒီနောက်ကရီနာလည်းရုံနေရထွက်လာခဲ့ပါတယ်အပြင်ကိုထွက်လာတဲ့အခါမှာတော့မိုးကတော်တော်ချုပ်သွားပါပြီအမလီမှောင်တော့မှောင်သွားပြီပဲအလွတ်လောက်ရတာအရန်အာယုံဝင်သွားတော့အချိန်တွေလင့်ပြီးမိုးချုပ်သွားတာကိုတောင်တတိမထားမိလိုက်ဘူးစပါးဆိုင်ဖွင့်ထားတဲ့ကောင်းပါပဲကရီနာလည်းစပါးဆိုင်သွားဖို့ပြင်ဆင်လိုက်ပါတယ်ညဖက်တရေ6တက်တယ်တဲ့ဘာတရေမှလည်းမတွေ့ဘူးတရေတွေ့ရင်လည်းအဲ့ဒီတရေကိုငါအလုပ်တွေကူခိုင်းပြစ်မယ်ဒီလိုနဲ့ကရီနာတယောက်စပါးဆိုင်ကိုရောက်လာခဲ့ပါတယ်စပါးဆိုင်ထဲကိုဝင်သွားတာပေါ့လူရှိလားညဖက်ပိုင်းမလို့စပါးဆိုင်မှာလည်းလူကရှင်းနေပါတယ်ဒါပေမဲ့ရုတ်တရက်အမမင်္ဂလာပါအမလီဖះရေအမရဲ့ကျမဖြင့်အရန်လှန့်သွားတာပဲစပါးဖွင့်ထားသေးလို့တော်သေးတာပေါ့အမရဲ့ပိတ်သွားပြီလို့တောင်ထင်နေတာ
တကယ်တော့ပိတ်တော့မလို့ပါအမတခြားလူတွေလည်းပြန်ကုန်ကြပြီလေဒီမှာကျမတယောက်ပဲကြံတော့တာ ။အော်အဲ့ဒါဆိုဘယ်လိုလုပ်ရမလဲမ။တကယ်တော့ကျမညနေတည်းကပိုကင်လောက်ထားတာပါ။ဒါပေမဲ့အလုပ်တွေအချိန်ပိုဆင်းလိုက်ရလို့အခုညမှပဲလာနိုင်တော့တာ။ရသေးလားယင် ရပါတယ်အမကိုဒီစပါရဲ့ဒီနေ့အတွက်နောက်ဆုံးဖောက်တဲ့အဖြစ်သတ်မှတ်ပေးပါမယ်စီးမြင်စည်းကမ်းတွေနဲ့ညီတေချာလေးဝန်ဆောင်မှုပေးပါမယ် ။ဟုတ်ကဲ့ပါမကျေးဇူးပါနော် အဝတ်လက်ခက်မှာအိုးစားသွားလဲလိုက်ပါနော်မ ။ဟုတ်ကဲ့ကရီနာလည်းအိုးစားလဲဖို့အတွက်အခန်းတစ်ခုစီထွက်သွားလိုက်ပါတယ်။အိုးစားလဲပြီးတဲ့နောက်ငါတော်တော်ကန်ကောင်းတာပဲ။ကန်ကောင်းလို့စပါအမသဘောကောင်းပြီးလက်ခံပေးလို့ပေါ့။မဟုတ်ရင်အလောက်ကနေတီးထိလာတာအလကားဖြစ်သွားမှာပဲ။အရှမ်းလည်းပင်မနေပြီးဟာ哦ရုတ်တရက်ကရီနာကတခုခုကိုမြင်တယ်လို့မမြင်တယ်လို့နဲ့မမဆောင်ဖြစ်သွားပါတယ်။ဟမ်အဲ့ဒါဘာတူလဲ။ငါ့ကိုတယောက်ယောက်ချောင်းကြည့်နေတယ်လို့ခံစားရတယ်။ကရီနာတကားကိုဖွင့်ကြည့်တော့လည်းမရပေါ့။ဟမ်ဘာလဲတော့ခတ်သွားတာပဲဘယ်လိုလုပ်ရမလဲ။ဘာလို့တော့ခတ်သွားတာလဲ။အမကူညီပါအောင်အမတကားဖွင့်မေးပါအောင်။ဟာဘသူကငါ့ကိုအထဲမှာတော့ခတ်ထားချင်နေရလဲ။ကရီနာလည်းအလောက်ကပင်မရတဲ့ကြားတဲ့တကားလောက်ချခံရတာမလို့ဒေါသထွက်လာပါတယ်။အဲ့ဒါကြောင့်တကားကိုအားကုန်တွန်းလိုက်တဲ့အခါမှာတော့မှောက်လဲသွားပါလေရော။တကားကတော့ပွင့်သွားပါတယ်။စပေါင်းဆိုင်ကဝန်ထမ်းကောင်မလေးလည်းရောက်နေတာပေါ့ အမဘာဖြစ်လို့လဲခုနတီးကနေအတန်ကျဲကြားလိုက်လို့ပါ ။အော်ကျမဘာမှမဖြစ်ပါအမရဲ့။ကျမဘာမှမဖြစ်ဘူး အော်အဲ့ဒီလိုလားဟုတ်ပါပြီခြေသေးလက်သေးအလှပြင်းတဲ့အခန်းကနေစောင့်နေမယ်နော်အမ ။ဟုတ်ပြီအမ။ဝန်ထမ်းကောင်မလေးကထွက်သွားပါတယ်။ဟိုဖြစ်ရလေဟာတကားပြန်ပွင့်သွားလို့တော်သေးတာပေါ့။ဟမ်ဒါဆိုခုနရေကနန်းမြင်လိုက်ရတဲ့သူကဘာတူလဲ။ သူပြောတော့ဒီမှာသူပဲရှိတာဆိုဘာတွေလဲဟာအဲ့ဒီလိုပြောနေတော့မှပဲဝန်ထမ်းကောင်မလေးကရုတ်တရက်ကြီးပြန်ရောက်လာပါတယ် အမခြေတော့စိတ်ဖို့ရင်နှွေးစင်နေဖြစ်ပါပြီရှင် ဟာလှန့်သွားတာပဲအမကျမမနှက်ဖြတ်မှာပဲစပါလောက်တော့မှထင်တယ်ဘာလို့လဲဆိုတော့မပြီးသေးတဲ့အလုပ်တွေရှိတာကိုအခုမှသတိရလာလို့ပါပြီးတော့မိုးလဲအရင်ချုပ်နေပြီဆိုတော့တက္ကစီမိမှမဟုတ်ဘူးနောက်ကျမှစိုးရင်လို့ပါဝန်ထမ်းကောင်မလေးကရုတ်တရက်ငြိမ်ကျသွားပါတယ်ပြီးတော့ကြောက်စရာမျက်နှာကြီးဖြစ်လာပြီးကြောက်စရာအတန်ကြီးနဲ့ ဘာမိုးချုပ်သွားပြီလားဒါမှမဟုတ်နင်းသိပ်သွားပြီလားလောက်ဆရာကြီးအများကြီးကြံသေးရဲ့လေ ကရီနာလည်းလှန့်អော်ပါလေရောပြီးတော့လဲကျသွားပါတယ်သူလဲသွားတာနဲ့ကြောက်စရာအေးဆက်နေတဲ့လက်ကြီးနဲ့ခြေထောက်ကိုဆွဲသွားပါတော့တယ်ဒီနောက်ကရီနာကထိုင်ခုံမှာထိုင်နေပြီးတရေမကတော့သူ့ခြေထောက်တွေကိုတစ်တစ်ချက်ချက်ပုတ်ဆေးပေးနေပါတယ်ကရီနာကတော့ကြောက်လွန်းလို့မျက်လုံးတောင်မဖွင့်ရဲတော့ပါဘူး ငါလုတ်ပေးဆရာကြီးအများကြီးရှိရဲ့နင်ပါတောက်ယူမှထားဆရာကြောင့်မပါဘူး ။အိုးဖះရေကျမကိုကဲပါအောင်ဒီတရေကိုဖယ်ရှားပေးတော်မူပါဖះကျမကြောက်တယ်ကရီနာလည်းရသမျှဖះစာအကုန်ရွတ်တာပေါ့တရေမလည်းဖះစာရွတ်တန်ကြားတာနဲ့ကျမ်းပြစ်မှာလူးလိမ့်နေပြီးပျောက်သွားပါတော့တယ်ဟမ်တရေပျောက်သွားပြီအခုငါထပ်ပြေးလို့ရပြီကရီနာလည်းသူ့အဝတ်စားတွေကိုမြင့်မြတ်လေးလိုက်ပါတယ်ဒီနောက်ကြောက်စရာစပါးဆိုင်ကနေထွက်ပြေးလာခဲ့ပါတယ်အဲ့ဒီလိုကြောက်နဲ့အိမ်ပြန်လာနေတော့မှ အမ အမလေးဟာလန့်လိုက်တာ စိတ်ကိုအေးထားပါမရဲ့ကျွန်တော်ကတာဝန်ကျလုံခြုံရေးပါဒါနဲ့အမဘယ်ကနေပြန်လာလဲ ကျမအဲ့ဒီစပါးဆိုင်ထဲကနေထွက်လာတာပါကရီနာလည်းသူထွက်လာတဲ့ဆိုင်ကိုပြလိုက်ပါတယ်လုံချုံရေးလည်းအရှမ်းကိုအံ့ဩသွားပြီး ဒုက္ခပါပဲအမရဲ့ကျွန်တော်ကအဲ့ဒီနေရာလုံခြုံရေးပါဆိုင်ပိတ်သွားပြီဖြစ်လို့ညတိုင်းကျွန်တော်ကိုယ်တိုင်တော့ခတ်တာပါအမအထဲဝင်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး ဟာမဟုတ်တာပဲအခုနကျမဝင်သွားလို့ရတယ်ပြီးတော့အထဲမှာစောင့်နေတဲ့သူလည်းရှိတယ်ကောင်မလေးတယောက်ရှိရလေ အာအဲ့ဒါဆိုအမခုနအဲ့ဒီဆိုင်မှာရှိတဲ့တရေမနဲ့တွေ့လာခဲ့တာပဲတကယ်တော့အဲ့ဒီတရေကဒီနားတစ်ဝိုက်ကလူတွေကိုအမြဲတမ်းလာခြောက်တတ်တယ်အမလိုမျိုးကန်ဆိုပြီးဒီတရေနဲ့တွေ့တဲ့သူတွေအများကြီးရှိတယ် သူကဘာတူလဲဘာလို့သူကစပါးဝန်ထမ်းဝတ်စုံဝတ်ထားရတာလဲ သူကညဖက်တယောက်တည်းဂျူတီကြနေတော့မှဗဟေလိဆန်ဆန်တီးဆုံးသွားခဲ့တဲ့အဲ့ဒီစပါးဝန်ထမ်းရဲ့ဝိညာဉ်ပါကျွန်တော်လည်းသူ့ကိုတနာပါတယ်သူ့ဝိညာဉ်ကမကြုံမလို့ဖြစ်နေတာသိချတယ်အဲ့ဒါအကြောင်းရှောက်သွားနေနိုင်တာပေါ့ဒါပေမဲ့ကျွန်တော်ကတော့အခုလိုအချောက်ခံရတဲ့အမားတို့လိုလူတွေကိုပို့ပြီးတော့တနာမိပါတယ် ဟုတ်တယ်စောနာကျမတရေမကြောင့်သိတော့မလို့ဖះစာရွတ်လိုက်လို့ဒါပဲ ကဲပါမရဲ့စိတ်ကိုအေးထားပါအခုဆိုလုံခြုံသွားပါပြီအရှိနာမှာအမကိုအသားလုံးဟင်းရေကျွန်တော်တကားခံပြီးတိုက်ပါမယ်ဘလို့လဲစားမလား အဲ့ဒီနောက်ကရီနာနဲ့လုံချုံရေးလည်းအသားလုံးဆိုင်ကိုရောက်လာခဲ့ပါတယ်လုံချုံရေးက
အသားလုံးဟင်းရဲ့နှစ်ပွဲတော်ကိုကြည့် โอเคဗျာတီနောကရီနာတို့လည်းဆိုင်ထဲမှာထိုင်ဆောင်နေတာပေါ့ကရီနာကတော့တရေမမျက်နှာကြီးကိုအခုချိန်နေမြင်နေတာမလို့အကြောက်လွန်ပြီးငိုနေတုံးမှာပဲအသားလုံးဆိုင်ရာကောင်လေးလည်းကရီနာကိုတတိထားမိသွားပါတယ်ဟမ်အမဘာလို့ငိုနေရလဲဘာတွေဖြစ်လာလဲ ထုံးစံတိုင်းပါပဲဗျာကျွန်တော်အလုပ်လုပ်နေတဲ့နေရာတရေမထပ်ပြီးတော့တောင်းကျမ်းနေပြန်ပြီဒီနေ့ကတော့ဒီအမရဲ့ကန်ဆိုးတဲ့နေ့ပေါ့ အော်အဲ့ဒီစပါတရေမကိုပြောတာလားကျွန်တော်ငငယ်လေးတည်းကအခုလိုအသက်ကြီးလာတဲ့အထိအဲ့ဒီတရေမအမြဲတမ်းသားကောင်ရှာနေတော့မယ်အမြဲတမ်းခြောက်နေရလေသူ့ကိုဘယ်သူမှမနိုင်ဘူး ဟုတ်တယ်ဗျာဘလို့မှလုံးမရဘူး ကဲပါစိတ်ကိုအေးချပါအမအတွက်အကောင်းဆုံးအသားလုံးဟင်းရလုပ်ပေးပါမယ်ကျေးဇူးတင်ပါတယ်ရှင်ကရီနာလည်းနောက်တစ်ခါအလုံးနောက်ကျပြီးညဘက်စပါးဆိုင်ဝယ်မှာမဟုတ်တော့သလိုတရေတကယ်ရှိတယ်ဆိုလဲယုံကြည်သွားခဲ့ပါတယ်ဆာကူရာမြို့ရဲ့အိမ်လေးတစ်လုံးကတော့အဖြူရောင်လေးနဲ့အရှမ်းကိုလှလို့ပလို့ပါပဲအိမ်ထဲမှာတော့ဂေဒီတယောက်တည်းရှိနေတာဖြစ်ပြီးအရှမ်းကိုပြင်းနေတာပေါ့ဟမ်မနက်ကနေညနေထိဘာလုပ်ရမလဲဘာလုပ်ရမှန်းမသိတော့ဘူးဟာမမေနဲ့ပပေကလည်းဘာလို့အိမ်မပြန်လာကြသေးရလဲအိမ်မှာတယောက်တည်းအရှမ်းပြင်းစရာကောင်းတာပဲအာဟာငါမြက်မြောက်ပဲအိမ်လာဖို့ခေါ်လိုက်တော့မယ်သူ့မှာကားရှိတော့နောက်ကျရင်ပြင်ထွက်လေလို့ရတာပေါ့နေဦးငါဖုန်းဆက်လိုက်မယ်ကီတီလည်းဖုန်းဆက်လိုက်ပါတယ်ဟယ်လိုမြက်မြနင်ဘာလုပ်နေလဲနင်အိမ်မှာပဲရှိနေမလားလာဟာငါအိမ်ကိုလာလဲပါအောင်ဟာငါအိမ်မှာတယောက်တည်းပြင်းနေလို့ဟာဟုတ်တယ်ငါလည်းဒီနေ့ဘာမှမလုပ်ဖြစ်ဘူးငါအဲ့ဒီကိုလာခဲ့မယ်နော်ဒါပေမဲ့နင်ကားပါယူခဲ့နော်နင်အပြင်လျှောက်သွားဖို့ခေါ်မလို့လားဟုတ်တယ်မလားဟုတ်တယ်ဟာပြင်းနေလို့လေโอเคငါစောင့်နေမယ်နော်ငါအိမ်မှာတယောက်တည်းမနက်ကနေညနေထိဒီလိုကြီးဘာလို့မှမသိပဲအရန်ပြင်းနေလို့ပါဟာအေးပါစိတ်ကိုအေးထားစမ်းပါငါအဲ့ဒီကိုလာခဲ့ပါမယ်အခုချက်ချင်းထွက်လာခဲ့မယ်ဟာအိုးတာနဲ့လေနင်ကဘယ်ကိုသွားလေချင်တာလဲရုပ်ရှင်ရုံသွားရင်ပျော်စရာကောင်းမှထင်တာပဲငါရုပ်ရှင်ကြည့်ချင်နေတာနင်ရောဘလို့လဲဟုတ်ပါပြီโอเคကောင်းပြီလေဒါဆိုငါလာနေပြီနော်โอเคငါစောင့်နေမယ်နော်လမ်းမှာကျူးဆိုင်လာအောင်မြโอเคကောင်းပြီလေဒါဆိုငါဖုန်းချလိုက်တော့မယ်နော်တတာသိမကြလိုက်ပါဘူးမြမြတယောက်သူ့ရဲ့ကားနဲ့ပဲကေတီရဲ့အိမ်ကိုရောက်လာပါတယ်ကေတီအိမ်ကိုရောက်တာနဲ့မြမြလည်းတကားခေါင်းလောင်ကြီးလိုက်တာပေါ့ဟာမြမြရောက်လာပြီထင်တယ်ခဏလေးစောင်းမြမြကေတီလည်းအပြင်ကိုဖြည်းဖြည်းချင်းထွက်လာပြီးတကားကိုဖွင့်ပေးလိုက်ပါတယ်နောက်ဆုံးတော့လည်းနင်းရောက်လာပြီပဲမြမြကဲလာအထဲဝင်နေရအိမ်မှာတယောက်တည်းဖြစ်နေပေါ့လေဟုတ်တယ်ငါမိဘတွေကကိစ္စရှိလို့နေမှာညအိတ်သွားကြတယ်ငါမှပြင်းနေရလေဟာတနာစရာလေးပဲနင့်ကိုမခေါ်သွားပေါ့လေဒါနဲ့နင်ငါ့ကိုဒီခေါ်ပြီးတော့ဘာကားကြည့်ချင်လို့လဲရုပ်ရှင်အောင်သွားမှာဆိုဟုတ်တယ်ဟာငါလာပူပူအယုတ်လျှို့ဝှက်စမ်းကြဲရုပ်ရှင်ကြည့်ချင်နေတာအဲ့ဒါကိုအရန်နာမကြီးနေအောင်ဆိုလာပါအဲ့ဒါပဲသွားကြည့်ရအောင်အဲ့ဒီကတကယ်ကောင်းလို့လားဟာခဏလေးငါအရင်စစ်ကြည့်လောက်မယ်မြလည်းဖုန်းကတဆင်လာပူပူရုပ်ရှင်ဇာတ်လမ်းရဲ့ rating ကိုတစ်ချက်ဆက်လိုက်ပါတယ်ဝေါ rating ကတော့တော်တော်လေးကောင်းတာပဲကြည့်တဲ့သူတွေလည်းအများကြီးပဲဟာကောင်းပြီလေငါတို့သွားကြတာပေါ့ဒါဆိုနင်ပဲရုပ်ရှင်ရုံမှာကြည့်ချင်တာလဲဒါပေမဲ့ဒီရုပ်ရှင်ကဆာကူရာမောရုပ်ရှင်မှာပဲရှိတာနော်နင်အဲ့ဒီမှာကြည့်ချင်လို့လားပြီးတော့ဒီညပဲကြည့်မှာလားဒီညအဲ့ဒီမှာကြည့်ဖို့နင်သိချလို့လားဟာသိချတာပေါ့ဘာလို့မသိချမှာလဲရုပ်ရှင်ကြည့်အောင်တတ်ပဲလေဟာဆာကူရာမောရုပ်ရှင်ရုံရဲ့ညဘက်ဆိုရင်ဘလို့လဲဆိုတာနင်တကယ်မသိဘူးလားအဲ့ဒီမှာအရင်ခြောက်ချစရာကောင်းတာနော်တရေတွေအများကြီးပဲဟာအဲ့ဒါကြောင့်ညဖက်သွားရင်အဲ့ဒီမောကြီးကလူရှင်းနေမှာနော်အခုကြံတဲ့ပွဲချိန်ကလည်းည9နာရီပွဲပဲကြံတော့တာငါတို့ကြည့်မဲ့အချိန်က2နာရီတောင်ကြာမှတော်တော်နောက်ကျမှာဟာထားလိုက်ပါဟာဘာမှမဖြစ်ဘူးစိတ်ကိုအေးထားအဲ့မှာလူတွေအများရှိနေမှာသိချပါတယ်တရေတွေပါတယ်ဆိုတာကြောက်စရာမလိုပါဘူးတရေတွေကသာလူတွေကိုကြောက်ရမှာပေါ့ဟာလူတွေရဲ့အဆင့်တန်းတရေတွေထက်ပိုပြီးတော့မြင့်တယ်လေကောင်းပြီလေဒါဆိုလဲသွားကြမယ်အေးသွားမယ်အဲ့ဒီလိုနဲ့ညနေဖက်မှာတော့ဂီတီနဲ့မြမြရုပ်ရှင်ရုံကိုထွက်လာခဲ့ကြတယ်ဟောဒီမှာကြည့်ဂီတီလာတဲ့သူတွေနဲနေတယ်လို့ပဲနော်မြမြရဲ့လာတဲ့သူတွေကတကယ်လူတွေဖြစ်နေရပဲတော်သေးတာပေါ့တရေမှမဟုတ်တာဒါပေမဲ့နင်တီမှာငါနဲ့တူတူကြည့်ဖို့တကယ်သိချတယ်မလားနောက်ကြမှာလှန့်ပြီးငါ့ကိုထားခဲ့အောင်မယ်မထားခဲ့ပါဘူးဂီတီရဲ့ငါအဲ့လောက်ထိတော့ရက်ဆက်ပါမလားဟာဂီတီနဲ့မြမြလည်းသူတို့ကြည်ရမယ်ရုပ်ရှင်ရုံအပေါ်ထက်ကအခန်းတစ်ခန်းစီဝင်လာပါတယ်မ
မင်္ဂလာပါအမတို့ဘယ်ရုပ်ရှင်ကြည့်ချင်လဲဗျဒါမှမဟုတ်မကြည့်ခင်ပေါက်ပေါက်ဆုပ်ရင်ဝယ်အောင်မလားဗျ ။အော်မဝယ်တော့ဘူးမောင်လေးကျေးဇူးပါ။ငါတို့လာပူပူအယုံလျှို့ဝှက်စမ်းကြဲရုပ်ရှင်ပဲကြည့်ချင်ပါတယ်။ထိုင်ခုံနံပါတ်930မှာထိုင်မယ်နော် ဟုတ်ကဲ့မလာပူပူအယုံလျှို့ဝှက်စမ်းကြဲရုပ်ရှင်နောက်ဆုံးပွဲစဉ်ညပွဲထိုင်ကုန် E9 နဲ့ E10 မှာနော် ။ဟုတ်ပါတယ်မောင်လေးမှန်ပါတယ် ဟုတ်ကဲ့ခဏနေစောင့်ပါဗျ ။ဒီနောက်မှာတော့ KT နဲ့မြမြလဲလာပူပူတရေရုပ်ရှင်ကားကိုတေချာထိုင်ကြည့်နေတာပေါ့။တရေကားကတော်တော်လေးကြောက်စရာကောင်းနေဆိုပေမဲ့မြမြတို့အတွက်တော့တရေကားကြည့်နေကြဆိုတော့အရင်ကြောက်စရာမဟုတ်သေးပါဘူး။ဒီနောက်မြမြက စောစောကရုပ်ရှင်ကိုနင်းဘလို့ထင်လဲကြောက်စရာကောင်းတယ်မလား လာပူပူအယုတ်ကြီးအသက်ဝင်လာတဲ့အချိန်တော့ငါလန့်သွားတာပဲဟာဟင်တကယ်ကြနေရပဲသိလားကလေးစားချေချင်နေတဲ့ပုံစံမျိုးနဲ့ဟာကြောက်စရာကောင်းပေမဲ့ပျော်စရာတော့ကောင်းသားပဲနင့်အထင်ရောဘလို့လဲ ငါထင်တော့မစိုးပါဘူးဟာအရင်ကြီးကြောက်စရာလည်းမကောင်းသလိုအရင်ကြီးပေါ့ပေါ့ပပကြီးလည်းမဟုတ်ဘူးကွက်တိပါပဲ အဲ့ဒီအချိန်မှာပဲသူတို့စီကိုမကောင်းတာတစ်ခုခုကလာနေပါတယ်အဲ့ဒါကိုတတိထားမိသွားတာကတော့မြမြပါပဲ ဘာဖြစ်လို့လဲနင်ဘာဖြစ်တာလဲမြမြဘာလို့ရုတ်တရက်ကြီးလန့်သွားတဲ့ပုံပေါက်သွားတာလဲဘာဖြစ်လို့လဲနင်ပါကြားလိုက်လို့လဲဟာ စောစောကဟိုမှာငါတို့စီတစ်ခုခုကတ်လာတယ်လို့မျိုးပဲဒါပေမဲ့ငါနောက်လဲကြည့်လိုက်တော့ဘာမှမရှိဘူးဟာလာဟင်းလင်းကြီးစောစောကနေရောငါလိုမျိုးမခံစားလိုက်ရဘူးလား အော်မခံစားရပါဘူးစောစောကငါတို့စီကိုတစ်ခုခုလာနေတယ်လို့ငါမခံစားရပါဘူးဒါမှမဟုတ်အဲ့ဒါနင်စိတ်ထင်လို့ဖြစ်မှာပါဟာ နင်ကလည်းလေငါ့ကိုလာမချောက်ပါနဲ့ဒီအပေါ်မှာလည်းအရင်ကတိတ်ဆိတ်နေအောင် ဟဲ့ဒါပေမဲ့ဟိုမှာဘာမှမရှိဘူးမြမြရဲ့ဟောဒီမှာကြည့်ဘာမှမရှိဘူးထူးဆန်းတာဘာမှမရှိပါဘူး ငါစိတ်ထင်တာနေမယ်ကောင်းပြီလေလာငါတို့အောက်ဆင်းရအောင် အဲ့လိုနဲ့နှစ်ယောက်သားအောက်ထပ်ကိုဆင်းလာခဲ့တာပေါ့ဒါပေမဲ့အောက်ထပ်ကိုရောက်တော့ကောင်မလေးတယောက်သူတို့ကြောပေးထားပြီးမှတ်တက်ကြီးရက်နေတာကိုမြင်လိုက်ရပါတယ် အဲ့ဒါဘာတူလဲကေဒီ ငါလည်းမသိဘူးလေဟာအဆောင်ထင်ပါတယ်ဟာဒါပေမဲ့အဲ့ဒီကောင်မလေးကဒီဘက်ကိုလှည့်လာတဲ့အခါမှာတော့သွေးတွေထွက်ကြနေတဲ့မျက်လုံးကြီးတွေနဲ့ နင်တို့မြောက်ပေးသွားမလို့လဲပြောစမ်းပြောလေပြော မြမြနဲ့ဂီတီလည်းကြောက်ရန်ရန်ပြီးစွတ်တွေအတင်းတွေထွက်ပြေးတော့တယ်ဒီနောက်ထပ်ယောက်ျားလေးတယောက်စောနာကောင်မလေးလိုပဲတစ်ဖက်ကိုလှည့်နေတာကိုထပ်မြင်ရပြတ်ပါတယ်ဟမ်အဲ့ဒါရောဘာတူလဲအဲ့ဒါတရေလား Oh my god ဖြစ်နိုင်နေဟာစောနာကောင်မလေးလိုပဲနေမယ် အဲ့ဒီကောင်လေးကသူတို့ဖက်ကိုလှည့်လာပါတယ် နင်တို့ညောင်ဘာလို့ဒီမှာရှိနေသေးရလဲအခုကညံ့ညံ့နေပြီလေမင်းကလေးတွေညဘက်အပြင်မှာနေတာမကောင်းဘူးမြန်မြန်အိမ်ပြန်ကြတော့အခုတော်တော်ညံ့ညံ့နေပြီ အော်ဟုတ်ကဲ့ပါကျမတို့လည်းအခုမှပြန်တော့မလို့ပါကဲလာသွားမယ် ဟူးလူဟာလူတော်သေးတာပေါ့အိမ်သားအရင်ဝင်အောင်မလားငါအရင်သွားချင်နေလို့ဟာ ကောင်းပြီလေလာသွားမယ်ဟောတော်သေးရဲ့နော်စောစောကလူဖြစ်နေလို့ငါတရေမှတ်နေရ ဟုတ်တယ်ဟာငါလည်းစောစောကတရေလို့ထင်လိုက်တာဟာဒါနဲ့အိမ်သားဗမာလဲရင်စောစောကလူကဘယ်ရောက်သွားလဲ ဟုတ်တယ်ဟာပျောက်သွားတာဘာလို့အဲ့လောက်တောင်မြင်ရတာလဲအိမ်သားပမာလဲလို့မေးမလို့ဟာဟာ ဒုက္ခပါပဲအော်ဟိုမှာအိမ်သားဟာစောစောကဦးလေးကြီးကလူမဟုတ်တာများလားပဲ မသိတော့ပါဘူးဟာလာပါငါတို့အိမ်မဲပြန်ရအောင်နော်ခဏလောက်အောင်ချလိုက်ပါ ဟာဒါပေမဲ့ငါမခံနိုင်တော့ဘူးဟာထွက်ကြတော့မယ်ငါထပ်ပြီးတော့မအောင်ထားနိုင်တော့ဘူးလာပါသွားရအောင်ငါ့ကိုလိုက်ဖို့ပေးပါနော်နေကအဲ့လောက်တောင်ရက်ဆက်တာလားဟဲ့ ကဲအိမ်သားဟိုမှာလေဟိုမှာအိမ်သားဘယ်မှာလဲဆိုတာနင်သိနေပြီပဲ မခံနိုင်တော့ဘူးလာပါကေတီရဲ့ အေးပါကောင်းပြီလေလာခဲ့ဒါပေမဲ့မြန်မြန်တော့လုံနော် အေးပါဟာနင်လန်းလျှောက်တာအရင်ကြာတာပဲမြမြရာ စိတ်ကိုရှိရှိထားစမ်းပါစိတ်ကိုရှိရှိထားငါမြင်မြင်ရှောင်းထွက်ကြကုန်မှာပေါ့ မြမြနေမြမြလုံတော့အကြိုက်လုံးမနေနဲ့ကေတီလက်ဆေးနေတော့မှသူ့နောက်ကနေတယောက်ယောက်ဖြတ်သွားတယ်လို့မျိုးခံစားလိုက်ရပါတယ်ဟာစောစောကတယောက်ယောက်ဖြတ်သွားတယ်လို့ပဲဘသူလည်းမသိဘူးသူသေချာကြည့်လိုက်ပေမဲ့အနောက်မှာဘသူဆိုဘသူမှမရှိပါဘူးအတန်တွေကလည်းတိတ်လို့စိတ်လို့ပါပဲဟဲ့မြမြနင်လည်းကြောက်နေမလားကြာလိုက်တာဟာဘာတွေလုံနေရလဲနင်လောက်တာရီစရာမကောင်းတော့ကြာရင်ထားခဲ့မှာနော်မြန်မြန်လို့
မြင်မြကတက်တိတ်လေးထွက်လာပြီးကေတီကိုတရေချောက်လိုက်ပါတယ်ဟာနင်ရလေလေဒီလိုအချိန်ကြီးမှစเสียလားစိတ်တူလိုက်တာဟဲ့ကေတီကရှေ့ကနေမြင်မြန်သွားလိုက်ပါတယ် ဟေးကေတီငါ့ကိုစောင့်မအောင်ဟာ လာဟာမြင်မြန်ဒီမော်ရကနေထွက်ရအောင်သူတို့အမြန်ပြေးသွားတယ်ဆိုပေမဲ့တကားကပိတ်သွားပါပြီဟမ်တကားကဘာလို့ဖွင့်လို့မရတာလဲငါတို့ဒီမှာပိတ်မိနေရလားဒုက္ခပါပဲဘယ်လိုလုပ်ကြမလဲ ငါတို့ကဘယ်မှာလဲအော်ကို့မှာတစိမ့်နဲ့ကြံတော့တာပဲ ဒါဆိုဒီမော်ရဲမှာရှိတဲ့လူတွေအားလုံးကအိမ်ပြန်သွားကြပြီဆိုတဲ့သဘောပဲပြီးတော့ဒီမှာငါတို့နှစ်ယောက်တည်းကြံခဲ့တာဒုက္ခပါပဲဘယ်လိုလုပ်ကြမလဲမြင်မြကငိုပါလေရောဟာတကယ်ကြီးဒီမော်ကတရေချောက်တာလားငါတော့ဒုက္ခပဲနေပါအောင်ငိုပါနဲ့အောင်မြမြရဲ့ငါတို့ဒီမော်ရဲကနေထွက်လို့ရအောင်စဉ်းစားရအောင်နေ့မှာအကြံဉာဏ်ရှိလားမြင်မြကတော့ငိုနေတုံးပါပဲမြင်မြနင်ဘာလို့ငိုနေရလဲငိုနေလို့ဒီကထွက်သွားနိုင်မှာမဟုတ်ဘူးနော်နေဦးငါအော်ကြည့်လိုက်မယ်ကဲကြပါအောင်ရှင်ကဲကြပါအောင်ရှင်အပြင်မှာဘသူရှိလဲကျမတို့ကဲကြပါအောင်ရှင်ကဲကြပါအောင်ပြောဟာဘသူမှမကြောက်ပဲဒီမောကြီးကတကယ်ကိုလူရှင်းသွားပြီထင်တယ်မြမြကတော့ငိုနေတုံးပါပဲဟာမြမြရဲ့နင်ငိုတော့ရက်လိုက်စမ်းပါအဲ့လိုမလုပ်ပါနဲ့ဟာနင်ကလေအရန်ကလေးဆန်လွန်းတာပဲတကယ်တော့နင်လည်းတီအိုလာဖို့တတိရှိခဲ့တာပဲလေဘာလို့အခုမှလာပြီးငိုနေရလဲ အေးပါငါမငိုတော့ပါဘူးအပြင်မှာဘသူရှိလဲကျမတို့ကဲကြပါအောင်ရှင်ကျမတို့ဒီတရေချောက်တဲ့မောကြီးထဲမှာမပိတ်မိချင်ဘူး ဒီတကားတို့ကေတီကငိုပြန်ပါတယ် ကီတီဘာလို့နေရပြန်ငိုနေရလဲစောစောကကြတော့နေရငါမငိုဖို့ပြောပြီးတော့ ငါကြောက်လာလို့ပါဟာနေအောင်ငါမှတငယ်ချင်းတယောက်ရှိတယ်ငါသူ့ဖုန်းဆက်လိုက်မယ်သူဖုန်းကင်ပြီးငါတို့ကိုကူညီပေးနိုင်မလားမသိဘူးလောက်ပါကျေးဇူးပြုပြီးဖုန်းကင်ပါကျေးဇူးပြုပြီးကင်ပါကင်လေ သူဖုန်းကင်တာကီတီဒါမှမဟုတ်လိုင်းမကောင်းလို့လားယင် ဒုက္ခပါပဲဟာတကယ်ကြီးကိုဖုန်းမကင်ဘူးဖုန်းဝင်နေတယ်ဟာမကင်တာ အာငါဒီမောကြီးထဲမှာအဲ့လိုမျိုးမပိတ်မိချင်ဘူးဟာ မြမြတယောက်အကြောက်လွန်ပြီးတတိပါလှည့်သွားတာပါဟာမြမြနင်ငါ့ကိုခေါင်းကိုက်အောင်လုံနေရပဲမြမြတတိထားလေမြမြရဲ့ထပါအောင်နင်ဒီမှာတတိမိတ်မသွားနဲ့လေဟာမြဒါပေမဲ့ရုတ်တရက်မြမြကတရေပူးသလိုအပူးခံလိုက်ရပြီးကြောက်စရာရုပ်ကြီးဖြစ်သွားပါတော့တယ်ကီတီလည်းပြေးပါလေရောဒါပေမဲ့ရုတ်တရက်မြမြကသူ့ပေးမှရောက်လာပါတယ် ဟဲ့ကီတီနင်ပဲရီသွားနေရလဲဘာလို့ငါ့ကိုထားခဲ့တာလဲ ကီတီကကြောက်နဲ့နောက်ဆုတ်သွားပြန်ပါတယ် ဟမ်ကီတီဘာလို့နောက်ဆုတ်သွားတာလဲဟာ နင်တကယ်ပဲမြလားနင်မြအစ်စ်လားယင် ဟာဟုတ်တာပေါ့ငါအစ်စ်ပါဟာအတူဖြစ်เสียလားငါပစ္စည်းအတူမှမဟုတ်တာနင်ဘလို့ဖြစ်နေရလဲကီတီဘာလို့ငါ့ကိုအိမ်သားထဲမှာတယောက်တည်းထားခဲ့တာလဲနင်ငါ့ကိုစိတ်မရှိနိုင်ဘူးလားတော်တော်ရက်ဆက်တာပဲကီတီရဲ့ ဟမ်စောကနင်အိမ်သားနဲ့ထွက်လာပြီးပြီလေပြီးတော့ငါတို့ကားပါကင်ကိုတွားမလို့တော့ဒီတကားတော့ခတ်ထားတယ်ဖွင့်မရဘူးလေ နင်ကတော့ဟာကြောင်တောင်နဲ့ဟောဒီမှာကြည့်လေတကားဖွင့်လို့ရနေရပဲလာပါမြန်မြန်အိမ်ပြန်ရအောင်ဒါမှမဟုတ်နင်ဒီမှာတယောက်တည်းကြံခဲ့ကျင်လို့လား တော်ပါတော့မြရဲ့ငါကြောက်နေပြီဟာဒီနောက်ကီတီနဲ့မြလည်းအိမ်ကိုပြန်လာခဲ့ပါတယ်ဆာကူရာမောကြီးကတော့အတိတ်ဆိတ်ဆုံးပုံစံနဲ့ပဲကြံနေခဲ့ပါတယ်မြနဲ့ကီတီလည်းအိမ်ပြန်ရောက်လာပါတယ်အိမ်ပြန်ရောက်လာတဲ့ခါမှာတော့ကီတီကဒါဆိုဆာကူရာမောကတကယ်တရေချောက်တာပဲပထမတစ်ခုကငါတို့အမျိုးသမီးဝန်ထမ်းတရေနဲ့တွေ့ခဲ့တယ်ပြီးတော့ဒုတိယတစ်ခုကလာလေတဲ့အကိုကြီးရဲ့ဝိညာဉ်နဲ့တွေ့ခဲ့တယ် ကီတီသိဟုတ်တာပေါ့တကယ်ပါငါနင့်ကိုလိန်ပြောစရာလားနင့်ကိုတရေအကြောင်းတွေအဲ့လိုရှောက်ပြောနေစရာအကြောင်းမရှိပါဘူးငါဘာကိစ္စဆက်လန်းစင်ပြီးပြောရမှာလဲတကယ်တော့မသွားခင်တည်းကငါနင့်ကိုညဖက်အဲ့ဒီမောမသွားဖို့တတိပေးခဲ့တာပဲလေဒါပေမဲ့ဘယ်တက်နိုင်မလဲနင်ကမှမယုံတာပြီးတော့ခုနင်ကိုယ်တိုင်ခံစားလိုက်ရပြီမလား ဒီနောက်မှာတော့မြကရုပ်ရှင်ရုံကတရေပါလို့ခြောက်လဲဆိုတဲ့အကြောင်းကိုပြန်ရှင်းပြပါတော့တယ် ဆက်လန်တီလို့ဟာလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကအဲ့ဒီမောမှာအရင်ကြီးမားတဲ့မိလောင်မိုးကြီးတစ်ခုဖြစ်ခဲ့ပူတယ်အသက်ဆုံးရှုံးတဲ့သူတွေအများကြီးပေါ့ဟာသေဆုံးသွားတဲ့သူတွေကမောအဝန်ထမ်းတွေရဲ့အဲ့ဒီမောထဲမှာကျန်နေခဲ့တဲ့လာလေတဲ့သူတချို့ရဲ့ပေါ့ဟာမိရအရင်ကြီးပြီးလေရလည်းအရန်တိုက်နေတော့မိသက်သမားတွေကမိငိမ့်သက်ဖို့အရန်ကိုခက်ခဲခဲ့တယ်အဲ့ဒီဖြစ်ရကြောင်လူတွေအများကြီးသေဆုံးခဲ့ရတာ
နောက်ဆုံးတော့အဲ့ဒီမောကြီးကိုအသက်အတိုင်းပြန်မြင်လိုက်တာပဲ ။အော်ဇလန်းဒီလိုကိုဒါကြောင့်အခုမောကြီးကဘာမှထူးဆန်းတဲ့ပုံမပေါ်တာပေါ့။မသိရင်အစ်စ်လိုပဲလေ။ဘာမှကြောက်စရာမရှိသလိုပဲ။ ဟုတ်တာပေါ့ဟာပြန်ထားတယ်ဆိုတော့လေအသက်ပုံစံဖြစ်ပြီးလုံခြုံတယ်လို့မျိုးပေါက်သွားတာပေါ့ဒါပေမဲ့တရေဆိုတော့လေအဲ့ဒီမှာလွင်မျိုးနေကြတော့ရှိနေတော့မဲလေပြီးတော့ငါအရင်သိချင်တာတခုကနင်ဘာလို့စောစောကငါ့ကိုအိမ်သားထဲမှာတယောက်တည်းထားခဲ့ရလောက်ရက်ဆက်ရတာလဲ ဟာမဟုတ်ဘူးဟာငါစောစောနင့်ကိုရှင်းပြပေးပြီလေနင်ကအိမ်သားထဲကနေထွက်လာခဲ့တာလေငါအဲ့ဒါနင်အစေးလို့ထင်ခဲ့တာပေါ့တကယ်တော့လေအဲ့ဒါနင့်ကိုအယောင်ဆောင်ထားတဲ့တရေဖြစ်နေတာဟာ ဟမ်တကယ်လားကေတီငါ့ကိုအယောင်ဆောင်ထားတဲ့တရေနဲ့လားဒီလိုဆိုရင်တော့လေဆာကူရာမောကြီးကပိုပြီးကြောက်စရာကောင်းသွားပြီပေါ့ဟုတ်တယ်မလားဘသူကလူလဲဘသူကတရေလဲဆိုတာငါတို့ခွဲခြားလို့မရတော့ဘူးပေါ့ ဟုတ်တယ်အဲ့ဒါကြောင့်စောစောကသူ့နှောက်ကြည့်လိုက်တဲ့အချိန်မှာငါအရှမ်းလှန့်သွားတာတကယ်တော့နှင်းမျက်နှာကြီးကအရင်ကြောက်စရာကောင်းအောင်ပြောင်းသွားတာလေ ဟုတ်လားဒီလိုမျိုးကြီးလား ဟာမြမြနင်အဲ့လိုမလုပ်ပါနဲ့ဟာငါကြောက်တယ်ဟာ တလောက်လေးကိုကြောက်နေရလားဟာငါမြက်မြက်အစ်စ်ပါဟဲ့နင်ကြောက်စရာဘာမှမလို့ငါနင့်ကိုနှောက်နေရပါဟာ sorry နင်တကယ်မြမြအစ်စ်မှတ်လားတရေမဟုတ်ဘူးနော်ငါ့ကိုထပ်ပြီးမချောင်းနဲ့နော်ဘာလို့လဲဆိုတော့စောစောကနင့်ကိုအယောင်ဆောင်ထားတဲ့တရေကောင်ငါတကယ်ကြီးမြင်လိုက်ရလို့ပါဟာအခုကညဘက်ကြီးလဲရောက်နေပြီသိလားနင်တကယ်ပဲငါတငယ်ချင်းမြမြဟုတ်တယ်မလားယင်ပြီးတော့စောစောကဘာလို့နှင်းမျက်လုံးနဲ့အကုန်လုံးအဖြူရောင်ဖြစ်သွားရတာလဲယင် ဟာအဲ့လိုမျိုးကတော့လူတိုင်းလောက်တတ်တာပဲလေဒီတိုင်းစော့တာပါ အေးပါ ဒါနင့်ရဲ့တငယ်ချင်းမြက်မြက်ပါငါမြက်မြက်ပါဟဲ့အစ်စ်တကယ်အစ်စ်ပါရော့ငါလက်ကိုကန်ကြည့် အော်အေးကိုင်းလို့ရတာပဲနင်တကယ်မြမြပဲညတကောင်တင်ချိုင်ကုန်းကြီးတဲ့ကိုလူတယောက်ရောက်လာပါတယ် အဲ့ဒါနေလေယာမှာတကြိုထားတဲ့အလောင်းပဲငါအကြိုက်ပေါ့ကွာ သူကလူသေးလောင်းသားကိုဖြစ်ချင်းကတ်လာခဲ့ပါတယ်ပြီးတော့တိတ်မကြလိုက်ပါဘူးပေါက်ပြားကြီးနဲ့အလောင်းကိုတူးပါတော့တယ်ခွေးတွေကတော့တအားကိုဦးနေတော့တာပေါ့ဒါပေမဲ့လည်းဒီလူကတော့သူ့အလုပ်ကိုဆက်လုပ်နေပါတယ်ဘာကိုမှကီးမဆိုင်တတ်တဲ့ပုံမှာပဲ ဟာနောက်ဆုံးတော့ရပြီပေါ့ကွာအမှန်ပဲဒီအလောင်းကလက်ဆက်ဖြစ်နေသေးတာပဲ ခွေးတွေကတော့တင်းချိုင်းတစ်ခွင်ပြည့်စင်အောင်အပြိုင်ဦးနေကြတာပါဒီနောက်မှာတော့စောနာလူကအသားတွေချက်ပြုတ်နေပါတယ် လက်ဆက်လိုက်တာကွာဒီလိုသာဆိုရင်ငါတို့ချမ်းသာတော့မှာကွာချမ်းသာတော့မှာ မလိုအပ်တဲ့အရိုးတွေကိုတော့မြေကြီးတူပြီးသူ့အိမ်နားမှာပဲမြုပ်ထားလိုက်ပါတယ် အမောပြေပါကလေးစားမယ်ကွာကောင်းလိုက်တာကွာ အချိန်အားဖြင့်တော့နေ့လယ်12နာရီကြီးပါအဲ့ဒီအချိန်မှာတော့နေရပူလွန်းတာမလို့ကောင်မလေးတယောက်ကတော့တော်တော်လေးကိုညည်းနေတာပေါ့ဒီလိုနေ့လယ်ချိန်ကြီးပြန်ရတာတော်တော်ပူတာပဲအဲ့ဒီလိုသွားနေရင်ဘာကာဆိုင်တစ်ဆိုင်ကိုရောက်သွားပါတယ်ဟိုမှာလီနာမှတ်လားငါအမြင်မှားတာတော့မဟုတ်ပါဘူးနော်ကြည်ရတလောက်တော့တကယ်ကိုလီနာပါပဲဖះရေလီနာ တိုင်ရရာတို့တွေစုံကြပြန်ပြီပဲ sorry နော်စောစောစာကြည့်တိုက်မှာနင့်ကိုတယောက်တည်းထားခဲ့မိတယ် နေကဘလို့ဖြစ်ရတာလဲဟာစောစောစာကြည့်တိုင်းမှာငါ့ကိုအိမ်စာရီနဲ့တယောက်တည်းထားပြီးကမန်းကနန်းပြန်သွားတာလေငါအရေးကြီးကိစ္စရှိလို့များလားလို့ဟဲ့နေရတကယ်တော့ဒီအိုပါကာလာစားနေရအောင်ဒါနဲ့ငါအိမ်ကအနောက်မှာလေ အေးပါနင့်ရဲ့အဲ့ဒီမှာဆိုတာငါသိပါတယ်ဟာဒါပေမဲ့ဘာကာဆိုင်ရဲ့ promotion က3ရက်ပဲရမှာဆိုတော့ကုန်သွားမှာစိုးလို့လေလူဘလောက်တောင်ကြိတ်တိုးနေလဲဆိုတာနင်ကိုယ်တိုင်ပဲကြည့်လိုက်စမ်းပါ လူတွေအများကြီးနေပူလဲကောင်တန်းစီနေကြတာပါဟာဖះရေတကယ်ပဲလူအရန်စီတာပဲဒီပါကာဆိုင်ရှိမှနေတဲ့ငါတော့မှတခါမှဝယ်မစားဘူးသေးဘူးလူတွေကတော့ကြိတ်တိုးပါပဲ မမေသမီးတို့ဘာကာကြီးကြီးကိုဝယ်ချင်းတော့မမေ အသေးလေးပဲစားပါသမီးရဲ့ပတ်စံချွေထားမယ်လေ လီနာခဏနေငါ့အိမ်ဝင်ခဲ့ပါလားမနှက်ပြန်တွဲတင်ချိုင်းစာတူတူလောက်ရအောင်လေနင်လည်းမပြီးသေးဘူးမလားပြီးတော့ရုပ်ရှင်တူတူကြည့်ကြမယ်လေတေချာပါကိုပြောဖို့ကောင်းပါပါငါစီမှာကြည့်လို့ကောင်းတဲ့စကားကောင်းတဲ့အများရှိတယ်လာခဲ့မယ်မလား โอเคငါစားပြီးနင့်အိမ်ကိုတန်းလာခဲ့မယ်ဒီဘာကာလေးအရှင်ကောင်းအောင်စားလောက်မယ်နော်โอเคလား ထိုင်ရရာလည်းနေရအရန်ပူနေတာမလို့အိမ်အမြန်ရောက်အောင်ပြန်လာခဲ့ပါတယ်အိမ်ရောက်တဲ့အခါမှာတော့နေ့လယ်စာတွေချက်ပြုတ်နေခဲ့တာပေါ့ပါကာဆိုင်ကိုတော့သူ့အိမ်ကနေလှမ်းကြည့်တာတော့မြင်နေရပါတယ်လူတွေအရန်စီတာပဲအလောက်ရောင်းကောင်းနေတာဆိုတော့အဲ့ဒီဆိုင်ကဘာကာအရန်စားလို့ကောင်းမှာပဲ
ဒါပေမဲ့နှမျောစရာကောင်းတာငါမှမုံဖိုးတွေကเจ้าမဝဲစားတာနဲ့တင်အမြဲကုန်နေရပဲမမေသားပါကာဝဲစားဖို့ပတ်စံထက်ပြီးတိတ်ကောင်းမှာပဲဒါပေမဲ့သိတဲ့အတိုင်းပဲငါမမေကကစီနဲတယ်လေတီနောက်ထိုင်ရတာလဲပြင်းပြင်းနဲ့တယောက်တည်းအမချန်နယ်ကဆာကူရာတရေကားတွေအချစ်ကားတွေကြည့်နေတော့တာပေါ့ဒီဗီဒီယိုလေးတွေကအရှမ်းရှိရတာပဲဟောဒါလေးကကြတော့ကြောက်စရာကောင်းလိုက်တာတကားဘဲလ်တန်ကြားလိုက်ရပါတယ်လီနာလာပြီထက်နဲ့ထိုင်ရတာလဲအပြင်ကိုထွက်လာခဲ့ပါတယ်အပြင်ကိုလဲရောက်ရောလီနာက surprise ဒါနင့်တက်ပါဟာ ဝေါဘိုင်းလေလီနာရဲ့အိုးဟိုဘာကပဲဖြစ်ရမယ်ကျေးဇူးပဲနော်လီနာ ရပါတယ်ဟာအဲ့ဒါရှေ့ဆိုင်ကဘာကလေနင့်အတွက်ငါဝယ်လာခဲ့တာအရသာတော့ရှယ်မိုက်ပဲနော် တကယ်အဲ့လောက်တောင်ကောင်းလို့လားဟာ စားကြည့်လိုက်တကယ်ကိုရတာရှိရနော်ဒါပေမဲ့နင်ကဒီနားမှနေပြီးတကယ်ပဲတခါမှမစားဘူးလားငါအဲ့ဒီဆိုင်မှာတခါမှမဝယ်စားဘူးဘူးဟာ ဖြစ်ရမယ်အဲ့ဒီဘာကာဆိုင်ဖွင့်တာမှ2ရက်ပဲရှိသေးတာလေပြီးတော့မနေ့ပြန် promotion နောက်ဆုံးရက်ဆိုတော့ငါအကုန်သိမ်းဝယ်လိုက်တာ ပါကာဆိုင်မှာကတော့လူတွေပြည့်နေတုန်းမှာပဲအဲ့ဒီလိုနဲ့အချိန်တွေကြာသွားပြီးနေ့လယ်ကနေညနေထိပါရောက်သွားခဲ့ပါတယ် ကဲအဲ့ဒါဆိုရင်ထိုင်ရရိုင်းငါပြန်တော့မယ်နော်အိမ်စာတူတူလုပ်ဖို့ခေါ်တဲ့အတွက်ကျေးဇူးပဲ ရပါတယ်အဲ့ဒါဆိုရင်လည်းပြန်လာကျူးဆိုင်သွားနော်ညာကြီးဖြစ်နေပြီဟာလီနာလည်းတယောက်တည်းပြန်ခဲ့ပါတယ်အစပိုင်းမှာတော့ဘာပြဿနာမှမရှိပါဘူးဒုက္ခပါပဲဘာလို့ရုတ်တရက်ကြီးလေတွေတလောက်တောင်မှတိုက်နေရလဲစက်သိန်းတောင်ထလာပြီဟိုလေကလည်းရှမ်းအေးတာပဲအပြင်မှာလည်းလူတယောက်မှမရှိတော့ဘူးဟိုလူများတဲ့ပါကဆိုင်တော့ပိတ်သွားပြီဟိုဘက်ကစားတောက်ဆိုင်လည်းပိတ်သွားပြီပဲထားပါတော့လေတကားပဲပိတ်လိုက်တော့မယ်ထိုင်ရတာလည်းတကားပိတ်ပြီးအထဲကိုဝင်သွားတာပေါ့ဒါပေမဲ့ထူဆန်းနာတွေကစလာပါတယ်အဲ့ဒါကတော့အဝတ်ချုံတရဲတကောင်ကထိုင်ရတာရဲ့အိမ်သားကိုရောက်နေတာဖြစ်ပါတယ်အစတုန်းကတော့ထိုင်ရတာအိပ်ပျော်နေပါပြီဒါပေမဲ့ရုတ်တရက်ထူးထူးဆန်းဆန်းကြီးဖြစ်လာပြီပါလားငေါ့တယောက်ကစောင့်ကြည့်နေတယ်လို့ခန်းစားနေရပါလားဟာခန်းစည်းတွေပိတ်ဖို့မိတ်နေပြန်ပြီထိုင်ရတာလည်းခန်းစည်းတွေထားပိတ်လိုက်တာပေါ့ဒါပေမဲ့စိတ်ထဲမှာထူဆန်းနေပါတယ်ထိုင်ရတာလည်းပြန်အိပ်ဖို့အိမ်ရစီကိုပြန်လာခဲ့ပါတယ်ဒုက္ခပါပဲငါစိတ်ထဲဘာလို့တလောက်မလုံးမချုံဖြစ်နေရလဲဘာတွေဖြစ်နေရလဲငါစိတ်ထင်တာပဲဖြစ်ပါစေလို့ဆုတောင်းပါတယ်ထိုင်ရတာမျက်လုံးနဲ့မှိတ်ပြီးအိတ်လိုက်ပေမဲ့လည်းရုတ်တရက်နောက်ရက်ကတော့ကြောင်းဖွင့်နေပါတယ်။မုံစားစင်းချိန်မှာတော့ ထိုင်ရတာနေဘာဖြစ်နေရလဲဟာညနာလည်းအယောင်ဖြူဖက်နေရပဲအေးမဝရလားဒါမှမဟုတ်နေမကောင်းလား ဟာတကယ်တော့လေမနေ့ညတော့ငါတခုခုခန်းစားလိုက်ရတယ်ဟာဒါပေမဲ့ဘာမှတော့မသိဘူးဟာတယောက်ယောက်ကငါ့ကိုစောင့်ကြည့်နေတယ်လို့မျိုးခန်းစားနေရတာအတီးကတော့မနေ့ညငါစိတ်ထဲအယမ်းမလုံးမချုံဖြစ်ပြီးကြောက်လွန်းလို့ကြက်သိန်းတွေပါထလာတယ်ဟာဘာနေအဲ့ဒီလိုခန်းစားရတယ်ပေါ့နေတကယ်ပြောနေရလားဘာဖြစ်လို့လဲလီနာရဲ့တကယ်တော့လေနေအိမ်ကနေအပြတ်မှာငါလည်းအဲ့ဒီလိုမျိုးခန်းစားခဲ့ရတယ်ဟာငါနောက်ကိုတယောက်ယောက်လိုက်လာတယ်လို့မျိုးခန်းစားရတာငါပြန်သွားတော့ငါအနောက်မှာနေတခုခုများမြင်လိုက်သေးလားငါဘာမှမမြင်လိုက်ပါဘူးလီနာရဲ့ဘာဖြစ်လို့လဲတေချာပြမျိုးပြပါအောင်ဟာတကယ်တော့လေအခုချိန်ဒီကြက်သိန်းတွေထနေတော့မယ်ဒါပေမဲ့လည်းထားပါတော့ငါပြောပြပါမယ်အိမ်အပြန်လမ်းမှာငါနောက်ကိုတယောက်ယောက်လိုက်လာတယ်လို့ခန်းစားရတယ်ဘသူလိုက်လာမှလည်းငါမသိဘူးလမ်းကူးတယ်ပြီးတော့လမ်းဘေးမှာရက်ပြီးအနောက်တောင်လက်မကြည့်ရဲဘူးဟာဒါပေမဲ့တယောက်ယောက်အနားကပ်လာတယ်လို့ခန်းစားရလို့လှည့်ကြည့်လိုက်တော့လည်းဘသူမှမရှိဘူးလမ်းပေါ်မှာလည်းလူတယောက်မှမရှိဘူးဟာအဲ့ဒီချိန်တော့ငါတကူလုံးကြက်သိန်းနဲ့ဖြင်းဖြန်းထပြီးတော့အိမ်ဖက်ကိုတန်းပစ်ခဲ့တော့တာပဲဒါပေမဲ့အိမ်ပြန်လန်းတစ်လျှောက်လုံးမှာတော့ဘသူမှလိုက်လာတယ်လို့မခန်းစားတော့အဲ့ဒီလိုခန်းစားရတာနေအိမ်နာပတ်ဝန်းကျင်မှာတော့ပဲဖြစ်ခဲ့တာဟာဘာလို့အဲ့လိုဖြစ်ရတာလဲနော်ငါတို့တွေဘာအမားတွေများလုံးမိလို့လဲဒီအကြောင်းကိုအဖြေရှာမရခင်မှာပဲကြောင်းပြန်တက်သွားပါတယ်နေ့လယ်ပိုင်းမှာတော့ထိုင်ရတာတယောက်သူ့အိမ်သူပြန်လာနေပါတယ်ဘာကာဆိုင်နာကိုရောက်တဲ့အခါမှာတော့ဒီဘာကာဆိုင်ကအမြဲတမ်းလူစီနေရပဲအော်ဟုတ်သားပဲအခုက promotion နောက်ဆုံးရက်ကိုဟုတ်တယ်ငါမမေ့စီကပတ်စံသွားတောင်းမှာပါတော့ကြကုံတော့မှစိုးရတယ်ဟာ
ထိုင်ရရာလဲသူ့အိမ်နဲ့ဝင်မှန်လို့တုံး။အိုးဒါကဘသူကားလဲထူးထူးဆန်းဆန်းတခြားကားတစ်စီးပါလားမမေ့စီဧည့်သည်လားမသိဘူးဘသူများဖြစ်မလဲနော်ငါတော်တော်သိချင်သွားပြီ။ထိုင်ရရာလဲအိမ်ထဲကိုအမြန်ပဲဝင်လာခဲ့လိုက်ပါတယ်။မမေသမီးပြန်လာပြီ ။အိုးအေးသမီးရေလာပေါင်းကွယ်တီယိုလာ။သမီးကိုရှာနေတဲ့သူရှိရဲ့ဟဲ့ ။သမီးကိုရှာနေတာဘသူလဲရင်မမေ ။ကဲခမန်းကြည့်စမ်း။သမီးငယ်ငယ်တုန်းကသမီးနဲ့အမြဲစော့လာတဲ့သူလေမမိသေးလား ။အာအန်တီသမီးတို့တွေမတွေ့ရတာတော်တော်ကြာပြီနော်။နေကောင်းလားအန်တီ။အန်တီနေကောင်းပါတယ်ကွယ်။သမီးရောနေကောင်းရဲ့လား။ကောင်းပါတယ်အန်တီ။ဝေါအခုဆိုသမီးလေးကအကြီးကြီးဖြစ်နေပြီပဲ။တိတ်လှတာပဲကွယ်။အော်ဒါနဲ့အန်တီလေသမီးအကြိုက်ဆုံးမုံနေယူလာပေးရဲ့။ဟိုမလေးအိတ်ကိုဖွင့်ကြည့်လိုက်စမ်းပါ။သေချာပေါက်သမီးသဘောကျမှာပါ။ဖလာလာလာ။ဝေါအန်တီပါကာမလားယင်။နောက်ဆုံးတော့ပါကာစားရပြီဟေ့။ဟာမမေ့စီကပတ်စံတောင်းစရာမလိုတော့ပေါ့။ကျေးဇူးပါပဲအန်တီရဲ့။အော်ဒါနဲ့အန်တီဒီပါကာကိုအန်တီဘယ်ကနေဝဲလာလဲ။အရသာအရှမ်းကောင်းတာပဲအန်တီရဲ့။အန်တီအိမ်နာဝဲလာတာ။သမီးထက်စားချင်သေးရင်မနှက်ဖြန်အန်တီထပ်မှာပေးမယ်လေ။သမီးကအန်တီသမီးတို့အိမ်ရှိကဝဲလာတာထင်နေတာ။ဒီနားမှာလဲပါကာဆိုင်တစ်တဆိုင်ရှိရလေအန်တီ။ဒါပေမဲ့တီဟာအရသာပိုကောင်းတယ်။သမီးအကြိုက်ပဲ။အကုန်စားလိုက်ပါသမီးရဲ့အန်တီအများကြီးယူလာလေ။အဲ့ဒီလိုနဲ့အချိန်နေကုန်သွားပြီးညဘက်ကိုရောက်သွားပါတယ်။ညဘက်အရောက်မှာတော့ထိုင်ရရာတယောက်ကောင်းကောင်းကြီးအိပ်ပျော်နေရပေါ့။ဒါပေမဲ့ရုတ်တရက်ပိုက်ထဲကနေတကွီကွီနဲ့မြည်လာပါလေရော။ထိုင်ရရာလည်းနိုးလာတာပေါ့။ဒုက္ခပါပဲဘိုက်ကဆလာပြန်ပြီ။အတန်တွေတောင်မြည်နေတယ်။ဟောတကောင်ရန်ကြီးမထစားရတယ်လို့။သမင်းနဲ့ဟင်းတွေကလည်းစောစောအတင်ကုန်သွားပြီဆိုတော့ဘာစားရမလဲ။အော်ဟုတ်သားပဲ။စောစောအန်တီဘာကားတွေအများကြီးယူလာပေးတာပဲ။နှစ်ခုသုံးခုလောက်တော့ကြံအောင်မဲ့ထင်တယ်။ထိုင်ရရာလည်းပါကာစားမယ်ဆိုပြီးအိတ်ခမ်းထဲကနေဧည့်ခမ်းထဲကိုဖြစ်ဖြစ်ချင်းဝင်လာခဲ့ပါတယ်။ဒီနောက်ကြံနေသေးတဲ့ပါကာတွေကိုအားရပါရထိုင်စားပါလေရော။အော်ဟုတ်တယ်။ငါခုမှပဲတတိထားမိတယ်။နေ့လယ်တုန်းကဒီပါကာငါကြိုက်ပူပြီးအရသာရှိတယ်လို့ပြောခဲ့တယ်လေ။အသားရဲ့အရသာတစ်ခုခုကွာခြားနေတယ်လို့ခံစားရတယ်။ဒါငါအိမ်ရှိပါကာထက်ဈေးပိုကြီးလို့များလား။အဲ့ဒီလိုနဲ့နောက်ရက်မနက်ကိုရောက်လာပါတယ်။ ။တိုင်ယာရာသမီးပါလုံးနေရလဲ ။အော်မမေဒီမလေးမင်းညရေခဲတက်တာတွေထည့်ထားတဲ့ပါကာတွေထုတ်နေတာ။ကျောင်းကိုယူသွားမလို့မမေတော်သေးတာပေါ့နှစ်ခုတောင်ကြံသေးတယ်။ဒီလိုနဲ့ကျောင်းရောက်သွားခဲ့ပြီးမုံစားဆင်းချိန်မှာတော့ထိုင်ယာရာနဲ့လီနာကမှုန့်တိုင်စားနေပါတယ်။ဘလို့လဲအရသာကောင်းတော့မဲမလား။မနေ့ကငါအန်တီလာဖို့ပေးသွားတာလေကောင်းတော့မယ်ဟာ ။အော်ဒါနဲ့လီနာငါ့အိမ်ရှိကပါကာရဲ့အသားအရသာတစ်ခုခုထူးဆန်းနေတယ်လို့ခံစားရတယ်ဟာ။ဒီပါကာနဲ့ရှင်ကြည့်လိုက်တော့မနေ့ကဟာလည်းကောင်းပေမဲ့ဒီဟာအရသာပို့ပြီးအဆင်ပြေတယ်။ငါ့အိမ်ရှိကပါကာဘာအသားတွေများသုံးတာလည်းမသိဘူးနော် အေးဟုတ်သားပဲသေချာစဉ်းစားကြည့်တော့အရသာနည်းနည်းကွာနေတယ်နော်ခွေးသားဒါမှမဟုတ်ကြက်သားတွေများသုံးတာလားမသိဘူးဟာ ။အဲ့လိုကြည့်တော့မဖြစ်နိုင်ပါဘူးဟာ။အဲ့ဒါတကယ်အမဲသားအရသာပါလီနာရဲ့ ငါပြောသလိုဆိုရင်တော့အန်ဒီရရှိရနော်ငါဘလို့လုပ်ပြီးတိမှလဲဟာငါခံမှန်းကြည့်အောင်တင်အောင်ချက်ချင်းကြီးယုံသွားတာလား ။ဒီလိုနဲ့ကျောင်းစိမ့်ချိန်ရောက်သွားပြီးလီနာတို့လည်းပါကာဆိုင်နာကိုရောက်လာပါတယ်။ဘလို့လဲတိုးတွေထပ်ပြီးတော့ဝယ်စားကြည့်ကြမလား အေးလေဝယ်ရင်းနဲ့ဆိုင်ကိုအကဲခတ်ကြည့်ကြတာပေါ့ ။လီနာတို့လည်းဆိုင်နာကိုကတ်သွားလိုက်ကြပါတယ်။အကိုရေကျွန်တော်ကို Big Burger တစ်ခုလောက်ပေးပါ ။ဟုတ်ကဲ့ညီခဏလေးပဲစောင့်ပါနော်အကိုလုပ်ပေးပါမယ် ။အဲ့ဒီနောက်တိုင်ယာရာအလဲကိုရောက်လာပါတယ်။အကိုရေကျမကိုမီနီဘာဂါတစ်ခုနဲ့ Big Burger တစ်ခုလောက်ပေးပါနော်ကို ။ဟုတ်ကဲ့ညီမရေခဏလေးစောင့်ပါနော်အကိုလုပ်ပေးပါမယ် အကိုကြီးကျမတို့ကြတော့မီနီပါကာနှစ်ခုလောက် ။ဆိုင်ရှင်ကတစ်ဖက်ကိုလှည့်ပြီးပါကာတွေလုံနေပါတယ်။လုံရင်းနဲ့လည်းစကားတွေပြောနေသေးတာပါ ။မင်းတို့အားလုံးခံစားကြရမယ် ။တိုင်ယာရာကဟမ်အခုနက तू ဘာပြောလိုက်လဲနင်ကြားလိုက်လား။ तू ရှိလဲရှိနေသေးရဲ့နော် ကြားတယ်ဟာဒါပေမဲ့ဘာပြောလိုက်မှန်းတော့ငါမသိဘူးတိတ်မသေးခွဲဘူးလေနည်းနည်းတော့ထူးဆန်းနေဟာ ။ဒီမှာအော်ဒါရပါပြီ ။ကျေးဇူးပါအကို။ဒီနောက်လီနာတို့လည်းဆိုင်ကထွက်လာပါတယ် ထိုင်ရရာနင်ဘာလို့ငြိမ်ညာလဲဘာဖြစ်လို့လဲတရေပူသွားလားဟေးထိုင်ရရာ ။အာငါအဲ့ဒီလူကြီးကိုအရင်ကြောက်တာပဲဟာ ဘာဖြစ်လို့လဲထိုင်ရရာရဲ့ဘာကိုကြောက်ညာလဲ ။ခဏလေးပါဟာ။ရင်ဘတ်ထဲကနှလုံးတော်မှာပြုတ်ထွက်တော့မလို့ခံစားနေရတယ် ခဲ့ပါ
အရေးကြီးဆုံးကအရင်ဆုံးနစ်စိတ်ကိုအေးထားပြီးရင်သူ့ကိုတိုးတွေစုံစမ်းကြမယ်သူအိမ်ပြန်တိုးတွေနောက်ကလိုက်သွားကြမယ်နေ့ရက်အမေစီကကားတော့သွားငားလိုက်ဒီညငါ့ကိုအိမ်ပြန်ပို့ပေးမယ်လို့ပဲပြောလိုက်လေအတီးကတော့သူတကယ်တမ်းဘာသားတွေသုံးနေလဲဆိုတာတိုးတွေသိအောင်လုပ်ရမယ်ပြီးတော့အရေးကြီးဆုံးကအခုတိုးလက်ထဲမှာဘာကနမူနာတွေလည်းရှိနေပြီလေ အဲ့ဒီလိုနဲ့အချိန်တွေကြာသွားပြီးဘာကာဆိုင်လဲပိတ်နေပါပြီဆိုင်ရှင်လဲဆိုင်သိမ်းပြီးပြန်ဖို့လုပ်နေပါပြီတိုင်ရရာလဲအိမ်ငန်းထဲထွက်လာပြီးလီနာစီကိုရှောက်လာပါတယ် ဘလို့လဲထိုင်ရတာတော့ပေးလိုက်လား ဒီမှာကားတော့ငါလက်ထဲရောက်နေပြီအခုသူထွက်သွားမဲ့အချိန်ကိုစောင့်ပြီးရင်သူ့နောက်ကိုလိုက်သွားရုံပဲဒီနောက်ဆိုင်ရှင်ရဲ့ကားထွက်သွားပြီးတိုင်ရရာတို့လည်းနောက်ကလိုက်လာခဲ့ပါတယ်အဲ့ဒီလိုနဲ့တနေရာအရောက်မှာတော့ဆိုင်ရှင်ရဲ့ကားကရပ်သွားတာကိုမြင်လိုက်ရပါတယ်တိုင်ရရာကဟာဟိုမှာသူ့ကအဲ့ဒီအိမ်ရှိမှရှက်သွားပြီဟာဘလို့လဲအခုတို့တွေအိမ်နောက်ဘက်ကိုသွားကြည့်ကြမလားတခုခုတွေးချင်တွေးမှာပေါ့ နင်တေချာလို့လားဟာတိုင်ဖက်ကုန်မယ်နော် တို့တွေသွားကြည့်အောင်ပါအဲ့ဒီနောက်တိုင်ရရာကလီနာပကုံးပေါ်တက်ပြီးအိမ်ထဲကိုချောင်းကြည့်ပါတော့တယ် အာနားလိုက်တာငါပခုံးနဲ့နားလိုက်တာတိုင်ရရာပြီးပြီလားဟာကြားလိုက်တာဟာအပေါ်မှာဘာတွေကြည့်ညာလဲပြီးရင်ဆင်းခဲ့တော့လေ စိတ်ရှိရှိထားပါဟာစူးစူးညံ့ညံ့မလုံးနဲ့နော်တော်ကြတို့တွေလူမိသွားမယ်ဒီမှာငါဗီဒီယိုရိုက်နေတော့မယ်တကယ်ကြိတ်ရဲတယ်ဒီလူကစိတ်ဝေဒနာရှင်စိုက်ကိုသမားစစ်စစ်ပဲအမှန်ပါပဲဆိုင်ရှင်အထဲမှာအသားတချို့ချက်ပြုတ်ဖို့လုပ်နေတာပါအဲ့ဒါကတော့လူသားတွေပါပဲလူတယောက်ကိုတတ်ထားတာအသေးချပါပဲ ကြိုင်ကြချက်ကိုကျွန်တော်တို့လက်ခံရရှိပါတယ်ဒီမို့ကျိုးလွန်တို့ချက်ချင်းဖမ်းဆီးပါမယ် မကြားလိုက်ပါဘူးပါကာဆိုင်ရှင်ကိုဖမ်းလိုက်ပါတယ် မဆိုင်လိုက်တာဟေးငါ့ကိုလွတ်စမ်းငါပြစ်မလောက်ထားဘူးငါ့ကိုလှိုး ညီမလေးတို့အားလုံးကြိုင်ကြပေးရတဲ့ကျေးဇူးတင်ပါတယ်ရက်ွက်လူတူကအလောင်းခိုးတဲ့တရက်ခန့်ကိုရှာနေရကြပေးကြပေမဲ့ခုမှပဲကျွန်တော်တို့ရှာတွေ့တော့တယ်ကြားရီအားလုံးကညီမလေးတို့ရဲ့ကုညီကြမှာပဲ ဟာမင်းတို့ညောက်လက်ချက်ကိုမင်းတို့ကောင်မတွေတတိထားနေငါတီထောင်နဲ့ထွက်လာရင်မင်းတို့ညောက်ငါရဲ့ပြစ်မှတ်တွေဖြစ်လာစေရမယ်ဆိုတာစောင့်တာကြည့်နေလိုက်ပြီးတော့အပြင်မှာလည်းမင်းတို့ဘယ်တော့မှလုံခြုံမှုရှိမှာမဟုတ်ဘူးအချိန်တန်သိလာလိမ့်မယ်စောင့်တာစောင့်နေ တရက်မှာတော့ Rose တယောက်အိမ်တအိမ်ပြောင်းနေဖို့လုပ်နေပါတယ်။ဟိုးဝေးလိုက်တာရောက်မှရောက်ပါမလားလို့ဒီနေရာအင်းတို့အီးစင်းမလားပဲ။ပိုင်ရှင်ဖြစ်သူက Rose ကိုစောင့်နေပါတယ် ။သမီးတီမှာအိမ်တော့နော်။လာတိုင်းအိမ်လာခကြိုးပေးဖို့လည်းမမေ့နဲ့အောင်နော် ။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်။ Rose ကတယောက်တည်းတမမလို့ပစ္စည်းအများမပါပါဘူး။အဲ့ဒါကြောင့်အေးဆေးပါပဲ။ဟင်းတွေထမင်းတွေရှောက်ချက်နေပါတယ်။ချက်ပြီးတဲ့နောက်မှုန့်တွေထိုင်စားရင်အမချန်နယ်ကဆာကူရာတရေကားတွေထိုင်ကြည့်နေရပေါ့အဲ့ဒီလိုနဲ့ညဖက်ကိုရောက်လာခဲ့ပါတယ်ညဖက် Rose အိမ်နေတုံးမှာအော်တန်ခိုးကြောင်လန့်နိုးလာပါလေရောအတန်ကအကြိုက်ကြားနေရတာမလို့ Rose လည်းမနေနိုင်မထိုင်နိုင်ထားကြည့်ပါလေရောအဲ့ဒါဘာတန်ကြီးလဲဟာကလေးမလည်းအနစ်ဆက်ခင်ရပြီးအော်နေရထန်နေကြောက်စရာဟာအိတ်လိုက်တာပဲကောင်းပါတယ်အဲ့ဒီလိုနဲ့နောက်ရက်မနေ့မှာတော့ Rose တယောက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ကုံစုံဆိုင်ထွက်လာခဲ့ပါတယ် စွစုပေါင်း3သားမှာညီမလေး ။အော်ဟုတ်ကဲ့ကျေးဇူးပါ။ဒီမှာပတ်စံပါရှင် ဒါနဲ့ညီမလေးကကိုတောင်ချုံနာအိမ်ကိုအစ်စ်ပြောင်းလာတဲ့သူလား ။ဟုတ်ပါတယ်ရှင်။မင်းညမှာပြောင်းလာတာပါ။ဒါပေမဲ့မမရေညဘက်တွေဆိုအော်တန်နေမကြားရအောင်လားယင်။ကလေးအော်တန်လိုမျိုးလေ။အဲ့ဒါဘသူ့အတန်မှန်းတော့မသိဘူး ။အော်အဲ့ဒီအော်တန်လား။အဲ့ဒီအော်တန်ညတိုင်းလိုလိုကြားရတတ်တယ်ညီမလေးရဲ့။ဒါပေမဲ့အချိန်ကတော့မမှန်ပါဘူး။ညီမလေးအိမ်ရဲ့ညဘက်မျက်နှာချင်းဆိုင်မှာအိမ်တစ်လုံးရှိရလေ။အဲ့ဒီအိမ်ကကလေးတယောက်ကအဲ့လိုပဲအမြဲတမ်းအော်နေတတ်တယ်။ဒါပေမဲ့ဘာမှမဖြစ်ပါဘူး။သူ့ရဲ့အမေရှိရလေ။သူတယောက်တည်းမှမဟုတ်တာ။ ။အော်အဲ့လိုလား။ဟုတ်ပါပြီမမကျေးဇူးပါနော်တွားလိုက်ပါအောင်မယ်။ Dina Rose လည်းကုံစုံဆိုင်ကနေပြန်လာပါတယ်။တိတ်မတွားလိုက်ရပါဘူး။ခက်လန်လန်မနီးမဝေးမှာကလေးမတယောက်နဲ့အမေဖြစ်သူတို့အငင်းပွားနေတာကိုတွေ့လိုက်ရပါတယ်။ မမေသမီးမသွားချင်ဘူးသမီးကစားချင်တယ်သမီးကစားချင်သေးတယ် မရဘူးနင်ခုချက်ချင်းအိမ်ပြန်ရမယ်အခုချက်ချင်းအိမ်ပြန်လိုက်ခဲ့ရမယ်အမေဖြစ်သူကကလေးကိုစွတ်တွေအတင်းတွေဆွဲသွားပါတော့တယ်။အိုးညတိုင်းအော်နေတတ်တာဒီကလေးကိုဖះရေတော်တော်ထူးဆန်းတာပဲညနေဖက်မှာတော့ Rose တယောက်ဖုန်းနဲ့ဟိုဖို့တစ်ဖို့လောက်တယ်ပြီးတော့အိတ်လိုက်ပါတယ်အိတ်လိုကောင်းနေတုန်းမှာပဲကလေးမလေးရဲ့အတန်ကဆူဆူညံ့ညံ့ထွက်လာပြန်တယ်
Rose လည်းလန်နိုးလာရပါလေရောဟာဒီနာအိမ်တွေဒီကနေပြောင်းချင်နေရလဲမဆမ်းပါဘူးလေညတိုင်းဒီလိုစူညမ်းနေရအောင်သူမိဘတွေကလည်းကလေးကိုတခြားကျူးမဆိုင်ကြဘူးလားမသိဘူးကလေးကဆူဆူညံညံဖြစ်နေတာကိုသိရသားနဲ့လေအဲ့လိုနဲ့နောက်ရက်မနေ့မှာတော့ Rose လည်းသူ့တငယ်ချင်းစီဖုန်းဆက်ရှင်းဖွင့်ပါတော့တယ်တကယ်စိတ်ညစ်စရာပဲဟာညတိုင်းကလေးအော်တန်တွေကြားနေရတယ်ငါဒီအိမ်ကိုပြောင်းလာတာမိသားစုစီကနေလွတ်လပ်ချင်လို့ဆိုတာနင်သိရမလားငါမိသားစုကကောင်းကိုက်စရာကောင်းလို့ပါဆိုအခုဒီနာအိမ်နီးချင်းတွေကပါခေါင်းကိုက်အောင်လုပ်နေပြန်ပြီငါပဲုံထပ်ပြောင်းရမလဲတော့မသိတော့ပါဘူးဟာတနာစရာပါလားနေငါ့အိမ်မှာလာနေလို့ရတာပဲအဲ့ဒီတော့ကဘာလို့လာမနေတာလဲငါနေ့အိမ်မှာဘလို့လုပ်နေလို့ရမှာလဲနင်မိသားစုလဲအားနာစရာလေးဟာရုတ်တရက် Rose အိမ်တကားကိုတဒုံဒုံနဲ့ထုနေတဲ့အတန်ကြားလိုက်ရပါတယ်ခဏလေးစောင့်တော့ Rose လဲတကားဖွင့်ပေးဖို့ထွက်လာခဲ့ပါတယ်မမသမီးဝင်လာလို့ရမလားသမီးအမေရောဘယ်သွားလို့လဲအတီကသမီးဒီကိစ္စကိုလမ်းမှာပြောပြချင်လို့ပါမမအဲ့ဒါဆိုလဲဝင်လာခဲ့လေအိမ်နဲ့အရောက်မှာတော့မမကိုဒုက္ခပေးတယ်လို့ဖြစ်သွားရင် sorry နော်မမတီရင်ကိုအစ်စ်ပြောင်းလာတာဆိုတော့သမီးအကြောင်းတွေမသိလောက်သေးဘူးဟုတ်တယ်မမတီရင်ကိုအစ်စ်ပြောင်းလာတာဒါနဲ့သမီးဘာဖြစ်လို့လဲညတိုင်းអော်နေတာသမီးမလားဟုတ်တယ်မမသမီးညတိုင်းអော်တက်တာတော့မှန်ပါတယ်ဒါပေမဲ့အဲ့ဒါသမီးမိဘတွေကသမီးကိုစူလို့လေသမီးကဆိုးလို့သမီးအမေကဒေါသထွက်တာနေမှာပေါ့သမီးမစိုးပါမမရဲ့မမေကသမီးကိုအမြဲတမ်းအတင်းကျပ်ခိုင်းတာသမီးစားရမယ်တောက်ရမယ်ဟင်းသီးရွက်တွေစားရမယ်တဲ့သမီးကမစားချင်ဘူးလေပြီးတော့မစားရင်မမေကသမီးကိုရိုက်တယ်အရန်ရိုက်တာမမရဲ့ဖះရေတော်တော်ရက်ဆက်တာပဲသမီးအမေကဘာလို့အဲ့လိုမျိုးရိုက်တာလဲဟုတ်တယ်မမသူသမီးကိုရန်ဒေါသထွက်လို့သမီးကိုမိတ်စာလို့တောင်ခေါ်သေးတယ်ထူးဆန်းနေမလားယင်သမီးမမေနဲ့ဆက်ပြီးတော့မနေချင်တော့ဘူးမမအဲ့လိုတော့မပြောသင့်ပါဘူး။ तू ကသမီးကိုငဲ့ငဲ့လေးတည်းကပြုစုပြိုးထောင်လာတဲ့အမေလေ။အခုသမီးအမေကဘယ်သွားလို့လဲ။အလုပ်သွားတယ်မမခဏနေပြန်လာတော့မှာ။ကဲခုမမသမီးကိုအိမ်ပြန်ပို့ပေးမယ်နော်။ဒီနောက်ကလေးရဲ့အိမ်သားတီ Rose ကလိုက်ဖို့ပေးလိုက်ပါတယ်။လင်းလင်းမမနေနော်။ဟုတ်ပါပြီမမ။ကလေးကအိမ်ထဲကိုဝင်သွားပါတယ်။ဒါပေမဲ့ရုတ်တရက်ကလေးရဲ့အမေက Rose နောက်မှာရှောင်းနေပါတယ်။အော်တောင်းမှန်ပါတယ်အန်တီ။သမီးအန်တီကလေးကိုအိမ်ပြန်ပို့ပေးတာပါ။အေးနောက်တစ်ခါငါကလေးနောက်မကက်နဲ့ Rose လည်းအလန့်တကြားဖြစ်ပြီးပြေးပါလေရောနောက်ရက်မှာတော့ Rose တယောက်လိုတာဝယ်ပြီးကုံစုံဆိုင်ကနေပြန်လာပါတယ်အဲ့ဒီလိုပြန်လာရင်ဟိုကလေးငိုပြီးကားလန်းတီပေါ်သွားနေတာကိုမြင်လိုက်ရပါတယ်အစပိုင်းမှာတော့ Rose လည်းဒါကိုမမြင်ချင်အောင်ဆောင်ပြီးပြန်တော့မလို့ပါပဲဒါပေမဲ့ကလေးကအရန်ငိုနေပြီးကားလန်းပေါ်တွေပါရောက်နေတာမလို့ဒီတိုင်းလွတ်ထားရမှမနေနိုင်တော့ပဲသူ့အိမ်ကိုခေါ်လာပါတယ်ကဲဒါကဘာဖြစ်လာပြန်ပြီလဲသမီးမမသမီးအဲ့ဒီအိမ်မှာဆက်နေချင်တော့မနေ့ကမမသမီးကိုအိမ်ပြန်ပို့ပေးတာမမေကဒေါသထွက်ပြီးသမီးကိုထက်ရိုက်တယ်ဟမ်ဒါပေမဲ့ဒါလေးကိုတော့သမီးအမေကနားလည်ပေးဖို့လိုတယ်လေသမီးအမေကတော်တော်စိတ်ကားတယ်ထင်တယ်မမလည်းသမီးကိုဘယ်လိုကူညီပေးရမလဲဆိုတာစဉ်းစားများဖြစ်နေတယ်တကယ်တော့မမသမီးကိုထပ်မတွေ့သင့်တော့ဘူးဘာလို့လဲဆိုတော့မမရဲ့ကျေးဇူးပြုပြီးကူညီပါနော်ဒီမှာသမီးကိုတီထက်ပို့ပြီးမရိုက်စေချင်တော့သူကသမီးကိုသွေးထွက်တန်ရုပ်ဖြစ်တဲ့ထိရိုက်တာမမတို့ရဲတန်လိုက်ရောဘလို့လဲမတိုင်ချင်ဘူးမမသမီးကြောင့်မမေထောင်ကျသွားတာမျိုးတော့မလုပ်ချင်ဘူးလေသမီးတရားနဲ့ထွက်သွားချင်အောင်လေးပါမမရဲ့ဟာဒါပေမဲ့ဘယ်ကိုသွားကြမလဲနောက်ဆိုသမီးအမေကလိုက်ရှာနေလိမ့်မယ်ပြီးတော့မမကိုကလေးတခိုးလို့ထင်သွားလိမ့်မယ်လေအဲ့ဒီလိုပြောနေတော့မှပဲတကားခောက်တန်အကျဲကြီးကိုကြားလိုက်ရပြန်ပါတယ်အပြင်ထွက်ခဲ့သမီးဒီမှာရှိနေတာမမေသိရနော်မီယာတကားပွင့်စမ်းမမေအဲ့ဒါသမီးရဲ့မမေပဲခဏဆောင်စိတ်ကိုအေးထားအနောက်ဘက်အခန်းထဲမှာသွားပုန်းနေတာပိုကောင်းလိမ့်မယ်သမီးမရှိဘူးလို့မမပြောလိုက်မယ်ကလေးလည်းအနောက်ဘက်အခန်းစီပြေးသွားပြီးပုန်းတော့တာပေါ့ဒီနောက် Rose လည်းအပြင်ကိုထွက်လာပြီးတကားကိုဖွင့်ပေးလိုက်ပါတယ်မီယာဘယ်မှာလဲမီယာဒီမှာရှိနေတာငါသိရနော်တောင်းမှန်ပါတယ်အန်တီသူဒီမှာမရှိပါဘူးမယုံဘူးသူဒီမှာရှိနေတယ်ဆိုတာငါသိရထွက်ခဲ့စမ်းမီယာတကယ်ပါအန်တီရဲ့မီယာဒီမှာမရှိပါဘူးအော်နင်ကဝန်မခံချင်ဘူးပေါ့လေငါဘာသာရှာမယ်မလုပ်ပါနဲ့အန်တီရဲ့မီယာတကယ်မရှိတာပါဒီမှာနင်လိမ့်ညာပဲနင်ငါကလေးကိုပြန်ပေးဆွဲထားမလားနင်ကိုရဲတိုင်လိုက်မယ်နော်ပြန်ပေးဆွဲမှုနဲ့ဖမ်းခါလိုက်မယ် Rose လည်းကြောက်ကြောက်နဲ့ဖြစ်နေတာမလို့အမေဖြစ်သူကိုခွင့်ပြုလိုက်ရပါတယ်မီယာအမေလည်းတအိမ်လုံးရဲ့နေရာနှံ့ကိုလိုက်ရှာတာပဲအဲ့ဒါကြောင့်မီယာပုံနေတာကိုတွေ့သွားပါတယ်ဒီနောက်မီယာအမေက Rose ကို
နောက်တစ်ခါလှုပ်ရဲလှုပ်ကြည့်ကလေးပြန်ပေးဆွဲမှုနဲ့ထောင်ထဲကိုထည့်ပစ်လိုက်မယ်နားလေလားရိုးရဲ့စိတ်ထဲမှာတော့ငါပါလို့တင်လဲတစ်ဖက်မှာလည်းအဲ့ဒီကလေးကိုငါတနာတယ်ဒါပေမဲ့အဲ့ဒီကလေးကိုကူညီပေးဖို့ငါမှဘာခွင့်ရေးမှမရှိဘူးညဘက်မှာတော့ Rose တရားမအိတ်ချင်သေးရမလို့အလုပ်တချို့ကိုလက်စတတ်နေပါတယ်အဲ့ဒီလိုတတ်နေတုန်းမှာပဲအော်တန်ကိုကြားလိုက်ရပြန်ပါတယ်ဟာအခုတော့မီယာတယောက်သူ့အမေရဲ့နှိပ်စက်တောင်ထက်ခံနေရပြန်ပြီထင်တယ်နောက်ရက်မနက်ခင်းမှာတော့ Rose တယောက်မီယာမေအလုပ်သွားလိုက်တာမြင်လိုက်ရပါတယ်ဟိုးငါလေအဲ့ဒီကလေးရဲ့အမေမျိုးဆိုမလို့ချင်ဘူးဒီနာ Rose တယောက်မုံစားချင်တာမလို့မုံစေးတန်းမုံဝယ်နေပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးတယောက်ကဖေဖေဒါအဲ့ဒီရုပ်လေးလိုချင်တယ် အဲ့ဒီရုပ်ကအစ်စ်ထွက်တာမလားသား ဟုတ်တယ်ဖေဖေ ဖေဖေတခုဝယ်ပေးမယ်လေနော် အဲ့ဒီကောင်လေးကမီယာနဲ့ဆိုအသက်အရွယ်တူတူလောက်ပဲငါပူဖောင်းလေးတစ်လုံးလောက်ဝယ်သွားကြည့်ရမယ်အဲ့ဒါဆိုရင်တော့မီယာပျော်သွားနိုင်တယ် Rose လည်းပူဖောင်းတစ်လုံးဝယ်ပြီးအိမ်ကိုပြန်လာပါတယ်ဟမ်မီယာပမလဲဘာလို့အပြင်မထွက်လာလဲသူဘာများဖြစ်နေလို့လဲသူ့မိလည်းပြန်မလာသေးဘူးသူ့အချိန်တွေကိုသွားကြည့်တာပိုကောင်းမယ်မီယာမမလက်ဆောင်တစ်ခုယူလိုက်နော်ဘယ်ရောက်နေရလဲမီယာရဲ့ Rose လည်းအိမ်နောက်ဘက်ထိဝင်သွားပြီးအထဲကိုချောင်းကြည့်လိုက်ပါတယ်မီယာကအိမ်ယာပေါ်မှာပါဟာမီယာသူနေမကောင်းထင်နဲ့ Rose လည်းအရန်စိုးရင်သွားတာမလို့အရှိတကားစီပြေးသွားပြီးတကားပွင့်ဝင်သွားလိုက်ပါတယ်ပြီးတာနဲ့မီယာအခန်းစီရောက်သွားပြီးမီယာနင်ဘာဖြစ်တာလဲမမမရှိဘူးဘလို့ဖြစ်ပြီးဒီလိုဖြစ်ရတာလဲမမသမီးညနေနိုင်တရားမမေကမရတော့ဘူးသမီးကိုအရှမ်းရက်ဆက်တယ်သမီးအတန်လည်းမထွက်တော့ဘူးကျေးဇူးပြုပြီးသမီးကိုခေါ်သွားပါမမကျေးဇူးပြုပြီးသမီးသွားချင်တယ်မမဂတိပေးပါတယ်သမီးအခြေအနေဒီထက်မဆိုးလာခင်သမီးကိုခေါ်သွားပါမယ်ဟုတ်ကဲ့မမသမီးကိုဂတိပေးပါဟုတ်တယ်မမဂတိပေးတယ်ဟုတ်ပြီမီယာတကားခောက်တန်ထွက်လာပါတယ် Rose လည်းအပြင်ကိုထွက်ကြည့်လိုက်တော့နင်ဘာကိစ္စရှိလို့ဒီကိုဝင်လာလဲခွင့်ပြုချက်မရှိပဲသူများအိမ်နဲ့ဝင်လာတယ်နင်မီယာကိုပြန်ပေးဆွဲမလို့လားဒီမန်တီအန်တီကဘလို့အမိန်မျိုးလဲကို့ကလေးကိုတောင်လမ်းမလျှောက်နိုင်တဲ့အထိရရဆက်ဆက်လုံးရသလားငါကလေးကိုငါကြိုက်တာလုံးမယ်နင်သူ့အကြောင်းဘာသိလို့လဲ तू ကမိစ္ဆာပူးနေတာသူ့ကိုငါတယောက်တည်းပဲကင်တွယ်နိုင်တာကို့ကလေးကိုမိစ္ဆာလို့ခေါ်တဲ့အန်တီကဘလို့အမိန်မျိုးလဲတော်တော့အခုချက်ချင်းထွက်သွားငါအိမ်ထဲကနေထွက်သွားစမ်းညဘက်မှာတော့ Rose လည်းဒီအကြောင်းတွေကိုပြန်ပြောပြတာပေါ့သူ့အမေကလေတော်တော်လွန်တာပဲဟဲ့အစကလေးဆိုးတယ်လို့ထင်နေတာတကယ်တော့သူ့အမေကတောက်ယူပဲအဲ့ဒါကြောင့်ငါအရင်ကောင်းရှုံနေတာသူ့ငါရဲပဲတိုင်လိုက်ရမလားဘလို့လုံးရမလဲအေး Rose ငါအထင်တော့နင်ကလေးကိုအရင်လုံချုံအောင်လုပ်လိုက်တာပိုကောင်းမယ်ငါအိမ်ကိုသာခေါ်လာခဲ့လိုက်ဟာအေးဟုတ်သားပဲဒါပေမဲ့နေ့အိမ်ကိုကလေးခေါ်လာရင်အဆင်ပြေပါမလားဟာရပါတယ်ငါမိဘတွေကနေသွားနေကြတာကြောက်မှလေနေအဲ့ဒီကလေးနဲ့တူတူဒီမှာ3ရက်လောက်လာနေလို့ရတယ်နေလို့ရတာဟုတ်ပါပြီဒါပေမဲ့ငါ့ကိုကလေးတခိုးလို့ဆွတ်ဆွန်ဖလို့လို့မလဲစိတ်ကိုအေးထားပါဟာငါတို့အားလုံးတောင်ဖြည့်ရှင်းလို့ရပါတယ်ပြီးတော့ငါတို့မှာကလေးအမေဆိုးတဲ့တက်သိလည်းရှိရလေဟုတ်ပါပြီအဲ့ဒါဆိုကလေးကိုနေ့အိမ်ခေါ်သွားဖို့ငါအစီအစဉ်ဆွဲလိုက်မယ်နောက်ရက်မနက်မှာတော့ Rose တယောက်မီယာအမေအလုပ်သွားတာကိုချောင်းကြည့်နေပါတယ်အမေဖြစ်သူထွက်သွားတာကိုမြင်လိုက်ရပြီးရနဲ့ Rose လည်းမီယာစီပြေးပါတော့တယ်မီယာသမီးမေထွက်သွားပြီလားကဲလားသမီးဘာမှမဖြစ်မလားမမသမီးလမ်းလျှောက်လို့ရနေပြီကောင်းတာပေါ့အဲ့ဒါဆိုမီယာငါတို့ဒီအိမ်ကနေထွက်ပြေးကြတာပိုကောင်းမယ်မမအခုသမီးကိုအဝေးကြီးကိုခေါ်သွားပေးမယ်သမီးလိုက်ချင်တယ်မလားယင်ဟုတ်ကဲ့မမသမီးလိုက်ချင်တယ်ဒီနောက် Rose လည်းမီယာကိုကားပေါ်တင်ပြီးသူ့တငယ်ချင်းရှိတဲ့နေရာစီကိုထွက်သွားခဲ့ပါတယ်လန်ခီကအရန်ကိုဝေးလွန်းတာမလို့နေ့လယ်ကနေညနေထိရောက်အောင်တော်တော်လေးကိုမောင်းလိုက်ရပါတယ်သူ့တငယ်ချင်းအိမ်ကလည်းနည်းနည်းတော့ခေါင်ပါတယ်အဲ့ဒါကလည်းပို့ပြီးတော့လုံခြုံစေရပေါ့အိုးဖះရေသမီးကိုတနာလိုက်တာမီယာရဲ့ညတိုင်းသမီးမေရိုက်တာခံရတော့နာနေမှာပေါ့ဟုတ်တယ်မမအရန်နာတယ်သွေးထွက်တန်ရုပ်ဖြစ်တဲ့တဲ့ကိုရိုက်တာကဲပါအခုဘာမှမဖြစ်တော့ပါဘူးအခုအရေးကြီးဆုံးကမမစီမှာလုံခြုံသွားပြီလေဟုတ်တယ်မလားမငိုနဲ့တော့နော်မီယာအေးမိသွားတာတော့ဆရာနင်တို့အိမ်မရောက်ခင်တည်းကမုံနဲ့မထားလိုက်ရမှာဒီကိုလာတဲ့လမ်းမှာအစားတောက်ဆိုင်တွေရှိရလေဟုတ်တယ်ခုနငါတွေးလိုက်သေးတယ်အသားလိပ်တွေရှိရထင်တယ်ရိုးစီ
အဲ့ဒီနာအစားတောက်လေးတွေဝယ်ပေးပါလားငါနဲ့မီယာဒီအိမ်ကနေပဲစောင့်နေမယ်လေ ။မိယာဒီမှာပဲနေမယ်နော် ဟုတ်ကဲ့မမဒီမှာပဲမမနဲ့တူတူနေချင်တယ် ။ဟုတ်ပါပြီ။အဲ့ဒါဆိုငါနင်းတို့အတွက်အစားတောက်တွေတော့ဝယ်ပေးမယ်နော် A few moments later. ။နှစ်ပွဲမှာမယ်နော်။မုံမာနေရင်နဲ့ရုတ်တရက်ဖုန်းဝင်လာပါတယ်။ဟာဒါအိမ်ရှင်စီကဖုန်းမယ်။သူငါအိမ်ရှင်စီကနေမိယာမိန်းမသိချတယ်။အင်းလေသူနဲ့ဖုန်းပြောဖို့နေရာတခုရှားလိုက်တာပိုကောင်းမယ်။ဘလို့ပဲဖြစ်ဖြစ်သူအမှန်တရားကိုသိတဲ့နာပဲ။ Rose လည်းဖုန်းပြောလို့ကောင်းမယ်လူရှင်းတဲ့နေရာတခုစီသွားလိုက်ပါတယ်။ Hello Uncle Hello Rose နေရာငါကလေးကိုမနှက်တရခေါ်သွားတာလားအေးမြ мян ဖြေနင်ဖြင်ခုချက်ချင်းငါအဲ့ဒီကိုလာခဲ့မယ်ဟုတ်ကဲ့အန်တီသမီးအနိကလေးကိုခေါ်လာတာပါဟာတကယ်ပါပဲနင်ငါကလေးကိုခေါ်သွားတာလားဒုက္ခပါပဲ Rose ရဲ့နင်ခုအရှမ်းအန်တီများနေပြီဘာလို့လဲဆိုတော့ तू ကပြောင်းလဲသွားတော့မှမြ мян လို့ဘာပြောချင်တာလဲအန်တီကျမနားမလဲဘူးနင်သူ့ထိန်းထားရမယ်မြ мян လို့မဟုတ်ရင်နင်ပဲသူ့ရဲ့တားကောင်ဖြစ်သွားလိမ့်မယ်။ तू ကမကောင်းဆိုးဝါးလေးနော်။ Rose လည်းကားစီအမြန်ပြေးပြီးအိမ်ပြန်လာခဲ့ပါတယ်။အိမ်ရောက်တဲ့အခါမှာတော့သူ့တငယ်ချင်းကိုရောမိယကိုရောမတွေ့ရပါဘူး။ဒါပေမဲ့အပေါ်ထက်ကိုတက်ကြည့်လိုက်တဲ့အခါမှာဘာတွေဖြစ်နေရလဲမိယ။မိယကမကောင်းဆိုးဝါးပုံစံပြောင်းလဲသွားပြီးသူ့ဘေးမှာတော့သူ့တငယ်ချင်းရဲ့ကောင်းပြက်ကြီးကိုတွေ့လိုက်ရပါတယ် လူသားစားလို့ကောင်းလိုက်တာကွာ ။ရုတ်တရက်မီးတွေထထောက်လာပြီးမီးတွေပျောက်သွားတဲ့ခါမှာတော့မကောင်းဆိုးဝါးကနေမိယာဖြစ်ပြန်ပြောင်းသွားပါတယ်။ဟာသူ့အမေပြောတာမှန်တာပဲ။ဟုတ်တယ်မိယာမိတ်စာပဲ မမရေသမီးလေသမီးဘိုင်းစာနေလို့အဲ့ဒါမမရဲ့အသားလေးပေးစားပါလားယင်နည်းနည်းပဲစားမှာပါမမရဲ့လောက်ပါနော်မမလောက်ပါ မနက်ခင်းခုမှာတော့သူစာတယောက်အပြေးလေးချင်းခံလုံနေပါတယ်။ဒါပေမဲ့သူစာအိတ်ပုတ်ကြည့်ပြီးထမပြေးတာကအချိန်တော်တော်ကြာပါပြီ။အခုမှသူပြန်စနေတာပါ။ဟာအရှမ်းပင်မန်းတာပဲ။မပြေးရတာကြာပြီဆိုတော့တကူလုံးကိုကြိုက်ခဲနေရပဲ။တလောက်လေးပြေးတာတော့အမောမခံနိုင်တော့ဘူး။ဒုက္ခပါပဲ။အိုစာသွားသလိုတောင်ခံစားရတယ်။အေးဟိုမှာချောကလက်ဆိုင်တစ်ဆိုင်ရှိနေပါလား။သူစာလဲချောကလက်ဆိုရင်ပါလာလာအကုန်စားရမလို့အခုလဲဆိုင်နာကိုကတ်သွားပြတ်ပါတယ်ဒီဆိုင်ကဘယ်တော့နဲ့ရောက်နေရလဲမသိဘူးရပါတယ်လေတေချာမကြည့်လိုက်ရလဲအတီးကချောကလက်ပဲလေဒီဆိုင်ကအခုနာမည်ကြီးနေတဲ့ချောကလက်ကိုရောင်းတာပဲဖြစ်ရမယ်နာမည်ကဘာလဲငါမေ့နေတယ်အဲ့ဒီလိုတွေးနေရင်နဲ့သူစာတယောက်ဆိုင်ထဲကိုဝင်လာပါတယ် ချောကလက်ဆိုင်မှာကျူဆိုပါရရှင်ဘလို့ချောကလက်မျိုးဝယ်ချင်တာပါလဲမ တချို့ကောင်မလေးတွေကတော့ဆိုင်ထဲကနေအပြင်ကိုထွက်သွားပါတယ်ချောကလက်ဆိုင်ဆိုတော့ကောင်မလေးတွေပိုများတာပေါ့လေဘလူးချောကလက်ကိုဝယ်ရမလဲအော်ဟုတ်ပြီအမတို့စီမှာအခုနာမည်ကြီးနေတဲ့ချောကလက်ရောင်းလိုက်ရင်ဘာလို့လဲဆိုတော့အရှိမပုံကတ်ထားတာတွေ့လို့ပါအော်ကျမတို့ဆိုင်ကအကြံပေးချင်တဲ့ချောကလက်ကတော့တူပိုင်းချောကလက်ဟုတ်ပါတယ်ညီမလေးခုနပြောသလိုပဲအခုနာမည်ကြီးနေတာတူပိုင်းချောကလက်လေဒီမှာကြည့်လိုက်ပါညီမအမအဲ့ဒီမှာရေးထားပါတယ်ကျမတို့ဆိုင်မှာအယောင်ရဆုံးတူပိုင်းချောကလက်ပါစိတ်ကိုအေးထားပါဈေးနှုန်းကလည်းအရင်တက်တာပါတယ်သူစာလဲဆိုင်တစ်ခုလုံးပတ်ကြည့်လိုက်ပါတယ်ဝေါဒီဆိုင်ကရှုခင်အရန်လှတာပဲဒီကနေကန်းချစ်ကိုတော့လှမ်းမြင်ရတယ်နော်မကဲပါမရဲ့ကျမဒူဘိုင်းချောကလက်တစ်ခုမှာမယ်နော်နောက်မှတငယ်ချင်းတွေကိုပါဒီကိုခေါ်လာခဲ့အောင်မယ်လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ညီမလေးသူစာလဲဒူဘိုင်းချောကလက်တွေဝယ်ပြီးဆိုင်ထဲကနေထွက်ပြီးတော့အိမ်ကိုပြန်လာပါတယ်အဲ့ဒီလိုနဲ့အချိန်တွေကုန်တစ်ထက်ကုန်သွားရင်နောက်ဆုံးမနက်ကနေညနေကနေညကိုရောက်လာပါတယ်။ညဘက်ရောက်တော့အရာအလုံးကတိတ်လို့စိတ်လို့ပါပဲ။ဒီအချိန်ကအစားတောက် vlog တွေရိုက်ဖို့အကောင်းဆုံးအချိန်ပါပဲ။ဟိုင်းတငယ်ချင်းတို့ကျမရဲ့ live streaming လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီညတော့အခုနာမည်ကြီးနေတဲ့မှုန့်လေးကိုစားပြသွားမှာပါ။အရေးအမွတ်အနေနဲ့ကတော့အရသာချို့ပြီးအခုခေတ်စားနေရလေးပါ။ခံမနိုင်ကြလားရှင်။ခဏလေးနော်ကျမပြလိုက်ပါတော့မယ်။တဒဒါဒါတော့လိုက်ချီးဖြော်ရည်လေးနဲ့တွဲတောက်မဲ့ဒူဘိုင်းချောကလက်လေးပဲဖြစ်ပါရဲ့ရှင်။ဝေါမစောင့်နိုင်တော့ဘူး။ကျမဒူဘိုင်းချောကလက်ကိုစားရမယ်နော်။ဝေါတကယ်ကိုအရသာရှိရပဲတငယ်ချင်းတို့။ဒါတကယ်ကိုအရန်ကောင်းတယ်။အမှန်တိုင်းပြောရရင်တကယ်တော့ဒါဒူဘိုင်းချောကလက်အတုလေးပါ။ဘာလို့လဲဆိုတော့
ဈေးကအရန်တက်တာနေလို့လေအစ်စ်ဆိုရင်ဈေးကအရန်ကြီးတာ哦ဒါပေမဲ့တကယ်အရန်တန်ပါနော်စားပြီးတောက်ပြီးတဲ့နောက်လိုက်ပလဲပိတ်လိုက်ပါတယ်ဝေါပိုက်ရန်တင်းသွားပြီအိတ်ချင်လာပြီဟာအရသာတကယ်ကိုကောင်းလို့ချောကလက်ပန်းချန်နဲ့ရောက်နေတယ်လို့ခံစားရတယ်သူစားတယောက် special planet ကိုအိပ်ပျော်သွားပါလေရောအိပ်ပျော်ပြီးမကြပါဘူးထူးဆန်းတဲ့နေရာတစ်ခုကိုရောက်လာခဲ့ပါတယ်ဟာငါဘယ်ရောက်ညာလဲဘာလို့ရုတ်တရက်ကြီးဒီကိုရောက်နေရလဲအခုနတင်ငါချောကလက်ဆိုင်လိုက်ပြနေရလေဒါချောကလက်ကိတ်မုံကြီးပါလားအာဟိုမှာလဲတူပန်းချောကလက်ကြီးဟာဘာလို့ဒီမှာချောကလက်တွေအများကြီးရှိနေရလဲဟဲဟိုမှာလဲပဲဝေါတန်းလေးလည်းရှိတယ်ငါတန်းမစီရတာအရန်ကြပြီသူစားလဲဒီနေရာကပါမန်းမသိပေမဲ့သူလိုချင်တာတွေသူစားချင်တာတွေရှိနေတာမလို့ပျော်တော့ပျော်နေပါသေးတယ်ဝေါဒီချောကလက်ကိတ်ကြီးကတကယ်ကိုကြီးလုံးနဲ့စားလို့များရမလားမသိဘူးဒီနောက်သူစားလဲဒန်းတွေပါတွေကောက်စီးပြစ်တာပေါ့မစီးရတာကြပြီဆိုတော့တွေးတဲ့ဒန်းစီးတာပါပဲဝေါဟိုမှာလဲတူပန်းချောကလက်ရှိနေတယ်အခုနငါစားခဲ့တဲ့ဟာမျိုးပဲတူပန်းချောကလက်ကြီးကြီးပဲဝေါဟိုမှာလဲပန်းတွေရှိတယ်ငါခုတကယ်ကိုချောကလက်ပန်းချန်နဲ့ရောက်နေတယ်လို့ခံစားနေရပြီသူစားလဲအရန်လာတဲ့ပန်းတွေကိုပါတွေ့နေရတာမလို့အရန်ကိုပျော်နေတာပေါ့ဒါပေမဲ့ငှက်မဲကြီးတစ်ကောင်ရောက်လာပါတယ်အတန်တချို့လည်းထွက်လာပါတယ်ဟာအဲ့ဒါဘာအတန်လဲရုတ်တရက်သူစားလှည့်ကြည့်လိုက်ပါတယ်ဒါပေမဲ့လိပ်ပြာတွေကိုပဲမြင်လိုက်ရတာပါဟာချစ်စရာလေးလိပ်ပြာတွေအများကြီးပါလားဝေါအယောင်လေးတွေကလည်းလှလိုက်တာခုနဘာတန်လေးလို့ငါထင်နေတာဘလူးရောက်လာတာများလားလို့တကယ်တော့လိပ်ပြလှလှလေးတွေအများကြီးကိုအဲ့ဒီအချိန်မှာပဲသူ့အမေအော်လိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်သူစားထတော့လေဟာအဲ့ဒါမမေ့အတန်ပဲဒါဆိုငါအခုကအိမ်မက်ကဘာတွေရောက်နေရပေါ့ဟာငါပြန်မဖြစ်မယ်သူစားထတော့လေကြောင်မတော်ဘူးလားဟာနောက်ဆုံးတော့ငါပြန်ရောက်လာပြီအော်မမေသမီးရလဲကွယ်မနိုးသေးဘူးလားအခုနိုင်ဝက်လောက်ရှိနေပြီလေကြောင်နောက်ကြလိုက်မယ်ဘုမကြည့်စမ်းကောင်းငင်ကြီးတောင်မှတလောက်လေးနေပြီမထသေးဘူးအပြင်ကိုကြည့်လိုက်အောင်လေငေးမနေနဲ့သူစားလဲအပြင်ကိုကြည့်လိုက်ပါတယ်ဒီနောက်အော်ဟုတ်သားပဲမိုးလင်းနေပြီပဲမမေအပြင်မှာလဲလင်းထိုင်နေပြီအဲ့ဒါဆိုလဲသမီးရေရင်သွားချိုးလောက်အောင်မယ်နော်အမလေးဒီမမေတော့ဒီသမီးနဲ့ခေါင်းကိုက်ရပါတယ်သမီးကအနည်းနဲ့ကြောင်းတော့ကြနေရပဲကျောင်းကနေမမေကိုထက်ခေါ်နေအောင်မယ်ဒီနောက်ကျောင်းဝင်ရောက်လာခဲ့ပါတယ်ကျောင်းမှာတော့သူစားကတငယ်ချင်းမိယာကိုချောကလက်အကြောင်းပြောနေပါတယ်မိယာနင်သိလားဟဲ့အခုနာမည်ကြီးနေတဲ့တူပိုင်းချောကလက်ကိုငါစားဘူးသွားပြီးသိလားဝေါနင်ဘယ်ကနေဝဲရလဲအဲ့ဒါဈေးရမ်းကြီးရမလားနင်ဘလောက်နဲ့ဝဲလိုက်တာလဲဟာငါတသိန်းနဲ့ပဲဝဲလိုက်တာအရသာလည်းအရှမ်းကောင်းနေဟာအစ်စ်နဲ့ဘာမှမကွာအောင်ကျောင်းစင်ငါထပ်ပြီးတော့ဝင်ဝဲအောင်မလို့အခုငါစီမှာပတ်စံပါလာတယ်နင်လိုက်မလားလိုက်ချင်တာပေါ့ငါလည်းဝဲချင်နေတာဟာဒီလိုနဲ့ညနေဘက်ကိုရောက်လာခဲ့ပါတယ်ညနေမှာတော့သူစားတို့တွေဆိုင်နာကိုသွားနေခဲ့ပါတယ်ဆိုင်ကဟိုဘက်နားမှာရှိရလေအော်ဟိုမှာလားဟုတ်တယ်ကဲလာသွားကြမယ်သူစားနဲ့မိရလဲဆိုင်ထဲကိုဝင်သွားပါတယ်ဒီနောက်ဆိုင်ရောက်ဝန်ထမ်းကချောကလက်ဆိုင်မှာကျုပ်ဆိုပါတယ်ဘလို့ချောကလက်မျိုးဝဲချင်ပါတယ်လဲညီမလေးကျမတို့ဒူပန်းချောကလက်3ခုလောက်ဝဲချင်လို့ပါမဟုတ်ကဲ့ခဏလေးစောင့်ပေးပါနော်ညီမဒီကိုတကယ်ပြန်လာတာပဲနော်ကျေးဇူးပါညီမလေးဟုတ်တယ်မအရသာအရန်ကောင်းလို့လေဒီနောက်သူစားတို့လည်းဝယ်ထားတဲ့ချောကလက်တွေကိုဆိုင်မှာပဲထိုင်စားလိုက်ပါတယ်အခုလိုလှပတဲ့ကန်းချီရှုခင်းကိုကြည်ရင်စားတာပိုးတောင်ကောင်းသေးတယ်ဒီလိုရှုခင်းကြည်လိုက်စားလိုက်တောက်လိုက်နဲ့နောက်ဆုံးအားလုံးပြီးသွားပါတယ်အိမ်ပြန်လာရင်သူစားငါနေ့အိမ်မှာညအိတ်လို့ရမလားရတာပေါ့ဒီညစနေညဆိုတော့ဆာကူရာတရေကားကြည့်ရင်ဒီချောကလက်ကိုစားကြတာပေါ့အေးဟုတ်သားပဲတေချာပေါက်ပြောစရာကောင်းမှာပဲဟာဒီနောက်ညဘက်ကိုရောက်လာခဲ့ပါတယ်ညဘက်မှာတော့ဇလန်းစားတော့မယ်ရုတ်တရက်ဆာကူရာဇလန်းထဲမှာပါတဲ့နေရာကသူစားအိမ်မက်ထဲမှာရောက်ဖူးတဲ့နေရာဖြစ်နေပါတယ်ဟာငါတီနေအောင်မြင်ဖူးသလိုပဲရုတ်တရက်အထက်အငှက်မဲကြီးကအပြင်းနဲ့ထွက်လာပြီးသူစားတို့ကိုတိုက်ခိုက်ပါတော့တယ်ဟာငါတို့ဘယ်ရောက်ညာလဲသူစားစိတ်ကိုအေးထားပါမိရရဲ့နင်မကြောက်ပါနဲ့နင်အဲ့ဒီဒူပန်းချောကလက်ကိုစားလိုက်လို့ဒီအိမ်မက်ကဘာတဲ့ကိုရောက်လာတာလေစိတ်ကိုအေးထားပါဒီကအိမ်မက်ကအရန်ပျော်စရာကောင်းတာဟာလုံးဝမိုက်တယ်နော်ဟုတ်ရလားဟာငါကြောက်လာပြီဟုတ်တယ်ဟာ
ဟိုမှာကြည့်လိုက်လေဒီမှာချောကလက်တွေအများကြီးပဲအပေါ်မှာရောအောက်မှာရောပဲဒီမှာချောကလက်ကြီးကြီးအောင်ရှိသေးတယ်ဒီညာလေးကအရှက်လှတယ်မလားလာလိပ်ပြလေးတွေသွားကြည့်ရအောင် ဟမ်ဘာလိုက်ကြလဲ အဲ့လိုသွားနေရင်ရှုပ်တရက် ဒါဘာကြီးလဲသူစား ငှက်မဲကြီးကသူတို့ရှေ့ကိုရောက်လာပါတယ်ဟာဘာလို့ကောင်းကင်ကြီးကရုတ်တရက်အမှောင်ကျသွားတာလဲ ဒါဘလူးကြီးပဲလိုက်ပြမဟုတ်ဘူးသူစား လိပ်ပြမဟုတ်ဘူးဆိုတာဟုတ်တယ်ဒါပေမဲ့ဒီလိုအကောင်ကြီးဒီမှာရှိနေတာငါလည်းမသိဘူးလေ အမလီငါတို့ကြောက်တယ်ဟာ ငါလည်းကြောက်တယ်မိယာငါတကယ်ကိုဒီကြောင်ဘာမှမသိခဲ့ဘူးဟာမနေ့ကငါလိပ်ပြလေးတွေပဲတွေ့ခဲ့တာဒီဘလူးကြီးကိုလုံးဝမတွေ့ခဲ့ဘူးဟာဘာပဲဖြစ်ဖြစ်အခုငါတို့မြန်မြန်ထွက်ပြေးပြီးဟိုတကားပေါက်စီကိုပြန်သွားမှဖြစ်မယ်သူစားတို့လည်းထွက်ပေါက်ရှာဖို့လောက်ကြတာပေါ့ဒါပေမဲ့ရှာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်ဘလူးကြီးကငါတို့နောက်မှာမရှိတော့ဘူးထင်တယ်ငါတို့လုံခြုံသွားပြီထင်တယ်လာဟိုတကားပေါက်စီမြန်မြန်သွားကြစို့ဒါမှငါတို့တကယ်ကပောက်ပြန်ရောက်နိုင်မှာလာသူစားလဲရှေ့အောင်ဥဆောင်ပြီးတကားပေါက်စီအပြေးလာခဲ့တာပေါ့ဒါပေမဲ့လေဟာတကားပေါက်ကဘယ်ရောက်သွားလဲဘလို့ပြောက်သွားတာလဲဟာမဖြစ်နိုင်တာမဖြစ်နိုင်ပါဘူးအခုနတော့ဒီမှာရှိနေတာကိုဘာလို့ပြောက်သွားတာလဲ သူစားအခုငါတို့ဘယ်လိုလုပ်ကြမလဲပြန်သွားလို့လည်းမရတော့ဘူးအဲ့ဒါနင်းကြမယ် နေပေါင်းဟာငါတို့ဒီနေရာနေအခုထွက်သွားနိုင်အောင်အတူတူစဉ်းစားကြရအောင်လေအဲ့ဒီလိုပြောနေတော့မှပဲသူတို့စီကိုတခုခုကပြေးဝင်လာပါတယ်မကြပါဘူးဝင်တိုက်ပါတော့တယ်ဟောတော်ပါသေးတယ်ဟာဘလူးကြီးကဖြတ်သွားရုံလေးပဲမလို့တော်သေးတာပေါ့မိယာဟိုမှာကြည့်လိုက်ချောကလက်နားမှာလူတယောက်ရှိနေတယ်လို့ပဲဒါအဲ့ဒီကိုသွားကြည့်ရအောင်သူစားတို့လည်းအပြေးသွားကြတာပေါ့ဒါပေမဲ့သူတို့သွားတဲ့နေရာနားလဲရောက်ရောဟာတကယ်တော့ဒီမှာလူတွေအများကြီးပါလားဒါပေမဲ့ဘာလို့သူတို့အားလုံးကဖြူဖြော့နေကြရလဲ သူတို့တွေကတရေတွေများလားသူစားဟဲနင်ဘာလို့မလုပ်လဲနင်အဲ့ဒီကိုသွားမလို့လား ငါတို့သူတို့အကူကြီးတောင်းကြည့်ရအောင်လေသူတို့များကူညီနိုင်မလားလို့လေခွင့်ပြုပါကျမတို့တစ်ခုလောက်မင်းကျင်လို့ပါဟိုအလဲကတကားပေါက်ကဘယ်ုံများရွှေ့သွားလဲမသိဘူးကျမတို့တကယ်ကပောက်ပြန်ချင်လို့ပါဒါပေမဲ့အဲ့ဒီကလူတွေကဘာဆိုဘာမှမပြောကြပဲဒီအတိုင်းကြီးတွေရက်နေတာပါမိယာကတော့အရှမ်းပဲလက်နေပါပြီဟာသူတို့ကဘာမှမပြောပဲငြိမ်နေကြတာဟာပြီးတော့သူတို့ခန္ဓာကိုယ်တွေကလည်းတောင်းတောင်းကြီးတွေဟာတခုခုတော့မှားနေပြီဒီနောက်မှာတော့ဒီထူးဆန်းတဲ့လူတွေထဲကတယောက်က ဘာလို့နင်တို့တွေကဒီမှာရှိနေရလဲနင်တို့တွေရှစ်ကောင်ဖြစ်သွားတော့မယ်ဟိုမှာကြည့်လိုက်အဲ့ဒါလာနေပြီဖမ်းခံရတော့မယ် ငှက်မဲကြီးကသူတို့စီလာနေပါတယ်လာမြင့်မြင့်ငါတို့ပုံကြရအောင်ဒီနောက်သူစားတို့လည်းမှောက်ပြီးပုံနေကြပါတယ်ငါတို့ဒီမှာလုံခြုံပါစေလို့ဆုတောင်းပါတယ် အခုနာမည်ကြီးနေတဲ့ဒူဘိုင်းချောကလက်ကိုလိုက်ဝယ်မိတာငါနောက်တရတယ်အခုတော့ဒီလိုနေရာမျိုးမှာငါပိတ်မိနေပြီဘာလို့ငါမပြောခဲ့တာလဲသူစားရဲ့ ငါနင့်ကိုမပြောပြချင်လို့မဟုတ်ပါဘူးမိယာရဲ့ဒါပေမဲ့မနေ့ကငါဒီလိုမျိုးတွေမကြုံခဲ့ရလို့ပါဟာသိမကြပါဘူးမိယာတယောက်ပျောက်ချင်မလားပျောက်ွယ်သွားခဲ့ပါတယ်ဟာမိယာနင်ပမာလဲမိယာသူစားလဲမိယာကိုအသေးတန်လိုက်ရှာတာပေါ့မိယာရေမိယာနင်ပမာလဲမိယာဟာဒုက္ခပါပဲမိယာဘယ်ရောက်သွားလဲအော်ဟုတ်ပြီခုနချောကလက်နာလူတွေကိုငါသွားမေးကြည့်အောင်မယ်သူတို့များမိယာကိုတွေးလိုက်သလားလို့ဟာသူတို့တွေကဘယ်ရောက်သွားကြလဲဘာလို့သူတို့လဲဒီမှာမရှိတော့တာလဲဟာမဖြစ်နိုင်ပါဘူးမဖြစ်နိုင်ဘူးငါဒီမှာတယောက်တည်းပဲရှိနေတာငါထပ်ပေါက်ရှာမှဖြစ်မယ်ဘာလဲဟာဒီမှာလမ်းပိတ်နေပြီလားလမ်းမရှိတော့ဘူးလားဒါဆိုငါဘယ်ကနေသွားရမှာလဲသူစားတယောက်ထပ်ပေါက်လဲပျောက်နေတဲ့ပြင်အခုဆိုမီယာကပါပျောက်နေတာမလို့တော်တော်လေးကိုစိတ်ညစ်သွားပါတယ်မီယာဘာလို့ငါ့ကိုဒီမှာတယောက်တည်းထားခဲ့ရတာလဲနေခုဘမလဲနေအိမ်ပြန်ရောက်သွားပြီလားမမေသမီးအိမ်ပြန်ချင်တယ်မမေအဲ့ဒီအချိန်မှာပဲသူ့အမေရဲ့အတန်ကိုကြားလိုက်ရပါတယ် ဟဲ့ဒီမှာသူစားနဲ့မိယာတို့မနိုးသေးဝဲ ဟာအဲ့ဒါမမေအတန်ပဲမမေသမီးဒီမှာရှိနေတယ်မမေရဲ့သမီးကိုနိုးပေးပါအောင်မမေသမီးဒီမှာရှိနေတယ်မမေသမီးကိုနိုးပေးပါအောင်မမေရဲ့သမီးအိမ်မက်ထဲမှာပိတ်မိနေတယ်မမေသူစားအိမ်မှာတော့မနှက်ခင်အောင်ရှောင်းနေပါပြီ တကယ်ပါပဲဒီကလေးညောင်မနိုးကြသေးဘူးចောင်းပေးရမလို့အခွင့်ကောင်းရှူနေတာဟာသူစားမိယာသမီးရောဟာသူတို့အိမ်ညာမဟုတ်ဘူးထက်နဲ့သူတို့တတိလင်ညာဖြစ်ရမယ်
ယောက်ျားရေဒါဘယ်လိုလုပ်ကြမလဲဘာလို့သူတို့နှစ်ယောက်ဒီလိုသတိလစ်နေရလဲသူတို့စေးရုံပို့လိုက်ကောင်းမလား ဟုတ်တယ်မိမသူတို့ဆေးရုံပို့တာပိုကောင်းလိမ့်မယ်ထင်တယ် သူစားရဲ့အဖေနဲ့အမေလည်းသူတို့ကိုယ်ပိုင်ကားနဲ့ပဲသူစားတို့ကိုစေးရုံလိုက်ပို့ပေးဖို့လှုံ့လိုက်ပါတယ်သူတို့ကိုရောင်းခဲ့တဲ့ရေခဲမုံဆိုင်ကကောင်မလေးကတော့တာမန်မဟုတ်နေပါဘူးသူက ငါရဲ့အကောင်းဆုံးအိမ်မွေးတရိတ်ဆန်လေးနောက်ဆုံးတော့နေ့ရဲ့အစာအတွက်ရှစ်ကောင်နဲ့အများကြီးငါရလာပြီလေဒါဆိုနောက်ဆိုငါရဲ့လုပ်ငန်းပို့ပြီးအောင်မြင်လာတော့မှာနေရတကယ်ငါရဲ့အချစ်ဆုံးအိမ်မွေးတရိတ်ဆန်လေးပါကဲအခုနင်ပြန်တော့လေလူတွေမသိခင်လေးပြန်မရမယ်နောက်မှလူတွေသိသွားရင်ငါတို့အန်ဒီရှိနိုင်တယ်လေကျူးဆိုင်သွားအောင်နော် ညက်ကြီးလည်းပြန်သွားပါတယ်အိမ်မက်ကပောင်ရောက်နေတဲ့သူစားတို့ကတော့ငိုယိုနေပြီဘာလို့အဲ့ဒီတကားပေါက်ကြီးကပြန်ပေါ်မလာတော့တာလဲအခုငါဘယ်လိုလုပ်ရမလဲအခုငါဒီမှာတယောက်တည်းလမ်းပြောင်းနေပြီအိမ်မက်ပြန်ချင်နေပြီ သူစားငါတိမ ရုတ်တရက်မီယာကဟိုရဲ့လူဖွဲ့တွေများကြီးထဲမှာရောက်နေပါတယ်ဘာလဲဟာမီယာအဲ့ဒါတကယ်နေမဲမလားမီယာသူစားလည်းပြေးသွားတာပေါ့မီယာနင်အဲ့ဒီမှာဘာသွားလုပ်ပြီးတန်းစီညာလဲလာပါအခုငါ့ကိုဒီကနေထွက်ပေါက်ရှာဖို့ကူညီပါအောင်ဒီနေရာငါတို့အတွက်မလုံခြုံဘူးဟာမီယာလာလေနင်ငြိမ်ကြီးလုံးမနေနဲ့ဟိုဘလူးကြီးပြန်မလာခင်ပြန်မရမယ်ဟာလာပါမီယာအဲ့ဒီအဖွဲ့ထဲကမိန်းမကြီးတယောက်က နောက်ကျသွားပြီမိယာငါတို့ရဲ့အစိတ်ပိုင်းဖြစ်သွားပြီပြီးတော့မင်းဒီကိုလာခဲ့ငါ့ဘေးမှာလာရက်လိုက် ငါမလုပ်ချင်ဘူးငါမလုပ်ချင်ဘူးဒါပေမဲ့လည်းမီယာကအဖွဲထဲရောက်သွားပြီးကြောက်စရာကောင်းတဲ့ပုံစံနဲ့ပြောင်းသွားခဲ့ပါတယ်ဆေးရုံမှာတော့ဒေါက်တာကစိတ်မကောင်းစရာသတင်းတစ်ခုပြောနေပါတယ် တောင်းပန်ပါတယ်လူကြီးမင်းတို့ခင်ဗျာကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားခဲ့ပေမဲ့ကန်တရားတစ်မျိုးဖြစ်သွားခဲ့တယ်ဗျ သူစားငါသမီးလေးမေယာသမီးလေး ဇလန်းလေးကတော့ဒီလောက်ပါပဲရှင်ကြိုက်တယ်ဆိုရင် subscribe လုပ်ထားပေးပါအောင်နော်ဇလန်းအစ်စ်မှာပြန်ဆောင်ရပါရှင်